မေတ္တာတုတ်အနှစ်ချုပ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာမေတ္တာတုတ်ဆိုတဲ့ခေါင်းစည်းနဲ့ဟောထားတဲ့တုတ်တွေတော်တော်များများပါရှိပါတယ်။အင်္ဂုတ္တရနိကေမှာလည်းပဲမေတ္တာတုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတဲ့တုတ်တွေရှိတယ်။ခေါရကနိကေမှာလည်းမေတ္တာတုတ်ဆိုပြီးမှတ်တမ်းတင်ထားတာရှိတယ်။ဒီမေတ္တာဆိုတဲ့စကားလုံးကမိတ်ဆွေတွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့စိတ်ဓာတ်လို့မိတ်ဆွေရဲ့စိတ်နေသဘောထားကိုမေတ္တာလို့ခေါ်တာဖြစ်ပါမိတ်ဆွေရဲ့စိတ်နေသဘောထားဟာမိမိရဲ့မိတ်ဆွေတွေအပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်မျိုးထားလေးရှိတော့ပေါ့မိတ်ဆွေတကယ်ချင်းအပေါင်းအသင်းနေဆိုလို့ရှိရင်တဦးပေါ်တဦးရိုင်းပင်ကူညီပြီးတဦးရဲ့အကျိုးတဦးကလိုလားတဲ့စိတ်ဓာတ်ခင်မင်မွယ်ကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒီစိတ်ဓာတ်မျိုးတွေဟာသာမန်အနေထားကနေပြီးတော့လေ့ကျင့်မွေးမြူပြီးတော့မေတ္တာစွမ်းအားတွေမြင့်တင်ပေးမယ်ဆိုရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာမြတ်စွာဘုရားကတရားရရဲ့တဏ္ဍာမှာရှိတဲ့မေတ္တာစွမ်းအားကိုမြင့်တဲ့နည်းနေနဲ့ဒီမေတ္တာတုတ်တွေကိုဟောကြားတာဖြစ်ပါတယ်။အင်္ဂုတ္တရနိကေမှာလာတဲ့မေတ္တာတုတ်တွေမှာဆိုလို့ရှိရင်မြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုရင်ဟောဒီမေတ္တာတရားကိုအချိန်များစွာမိမိရဲ့စိတ်ထဲမှာဖြစ်အောင်မေတ္တာစွမ်းအားတွေမြင့်တင်ပေးနိုင်မယ်ဆိုလို့ရှိရင်မေတ္တာအကျိုး17မျိုးဆိုတာကိုရရှိနိုင်တယ်လို့အတိအလင်းထုတ်ဖို့ဟောကြားထားတာဖြစ်တော့ကြောင့်အဲ့ဒီအကျိုးတရားတွေကိုရကြတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမြတ်စွာဘုရားဟောကြားတဲ့ဤစနစ်အတိုင်းမိမိရဲ့တဏ္ဍာမှာမေတ္တာတရားကိုတည်ဆောက်ကြလို့ဖြစ်ပါတယ်။ခဏခတိမှာမေတ္တာတရားဟာလူတိုင်းမှာမကိန်းနိုင်ဘူး။မေတ္တာတရားကိန်းတဲ့ပုဂ္ဂိုလ်တွေဟာဒဇဒဇရောပါလာသည့်အတွက်ကြောင့်အမုန်းတရားတွေသွမ်းမိုးပြီးတော့လာတဲ့ခဏခေတ်မှာမေတ္တာတရားကိုချိုးချိုးဆာဆာပွားကြဖို့အမြဲတမ်းတင့်တော်မိမိတို့ရဲ့မေတ္တာရဲ့ရောင်ပြန်ဟပ်မယ်ဆိုလို့ရှိရင်လောကသားတွေအားလုံးဟာကိုယ်ချမ်းသာစိတ်ချမ်းသာဆိုတဲ့ချမ်းသာမှုတွေနဲ့ကြုံတွေ့ပြီးအမုန်းတရားတွေကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားဟောကြားတဲ့အတိုင်းမေတ္တာတရားကိုမိမိတို့တဏ္ဍာမှာအခိုင်အမာဖြစ်အောင်တည်ဆောက်ဖို့အကျိုးတရားအနေနဲ့မြတ်စွာဘုရားဟောထားတာတော့အကျဉ်းချုပ်မှတ်ကြရမယ်ဆိုလို့ရှိရင်ချမ်းသာအိပ်စိတ်ချမ်းသာလျက်နှုံးအိမ်မဆိုးခင်ဆောင်ခြင်းနံများလူသားလဲချစ်လက်လဲချစ်နေလက်နဲ့ဆိတ်ပြီးပြည်သည့်တပြားမျက်နှာရှင်ကြီးတီကြီးနှလုံးသေးဆုံးမတွေ့လေးလင်းပြမဖြစ်တတ်စွာဒီမေတ္တာအကျိုး17မျိုးဆိုတာမြတ်စွာဘုရားဟောထားတဲ့အတိုင်းမှတ်သားလွယ်အောင်လို့ရှင်းဆရာတော်ကြီးတွေကလင်္ကာတီကုန်းပြီးတော့ထားတာအဲ့ဒီအကျိုးကျေးဇူးတွေကိုရကြတယ်ဆိုလို့ရှိရင်တော့မိမိတို့ရင်ထဲနှလုံးထဲမှာမေတ္တာတရားကိုတည်ဆောက်ကြဖို့ပဲလိုတယ်ပေါ့တည်ဆောက်လို့အောင်မြင်မြင်တည်ဆောက်မိပြီဆိုလို့ရှိရင်ချမ်းသာအိပ်ဆက်နော်ချမ်းသာအိပ်ရတဲ့အခါမှာလည်းပဲစိတ်ချမ်းသာကိုယ်ချမ်းသာနှစ်ချိုက်အိပ်ပျော်တယ်ချမ်းသာလျက်နှုတ်အိယာကနိုးလာတဲ့အခါမှာလည်းပဲစိတ်ချမ်းသာကိုယ်ချမ်းသာရှိတယ်အိမ်မက်ဆိုးခင်အိပ်ပျော်နေတဲ့အချိန်မှာလည်းပဲမကောင်းတဲ့အိမ်မက်တွေမမက်ဘူးတဲ့စောင့်ရင်းနံများဒါတော့ကိုသိချင်မှသိမယ်ပေါ့ကိုအကျိုးစီးပွားကိုလိုလားတဲ့နတ်တွေကိုကမေတ္တာပို့တဲ့ဖြင့်ကိုပေါ်မှာမေတ္တာထားတဲ့နတ်တွေကကိုကိုစောင့်ရှောက်တယ်ကူညီတယ်လို့ဒီလိုဆိုလိုတာပေါ့စောင့်ရင်းနံများလူသားလဲချစ်နတ်လဲချစ်လျက်တော့လူသားတွေချစ်တယ်ဆိုတာမိမိကမေတ္တာနှလုံးသားပွားများထားပြီးလူတိုင်းကိုခင်မင်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအများရဲ့ခင်မင်မှုကိုရတယ်ဆိုတာမေတ္တာမှထင်ရှားပါအထူးပြောစရာမလိုဘူးခင်မွေမယ်ကောင်းတဲ့ပြောဆိုဆက်ဆံရေးခင်မွေမယ်ကောင်းတဲ့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်လူတိုင်းကနေပြီးတော့ခင်မင်ကြတယ်ဆိုတာဟာမေတ္တာရဲ့တက်ရောက်မှုပါမေတ္တာရဲ့အကျိုးသက်ရောက်မှုလို့ဆိုနိုင်တယ်ပေါ့ဒါကြောင့်လူသားလဲချစ်နတ်လဲချစ်လျက်နတ်ချစ်တာတော့ကိုယ်မသိဘူးပေါ့
သို့သောလူသားတွေကကိုယ်ကိုခင်မင်ကြတယ်ဆိုတာဒါသိကြတယ်လက်နဲ့စိတ်ပြီးပြည်ပြီးတပြားလို့ဆိုတာကိုယ်ကိုမကောင်းကြတဲ့ပုဂ္ဂိုလ်ကလက်နဲ့တို့ဘာလို့လဲကိုယ်ကိုအန္တရာယ်ပြုမယ်ဆိုလို့ရှိရင်လေထိုလက်နဲ့ဟာကိုယ်စီမှာမထိမရှဘူးစိတ်တွေပါတယ်လေကိုယ်တဏ္ဍာမှာမရောက်နိုင်ဘူးလို့ဒီလိုဆိုတာပေါ့လေမေတ္တာစွမ်းအားကြီးမားနေတဲ့အချိန်မှာမိမိချမ်းမောက်မကောင်းတဲ့အရာတွေဟာရောက်ရှိပြီးမလာနိုင်လို့မေတ္တာဆိုတဲ့စွမ်းအားမိမိတို့ရင်ထဲနှလုံးထဲမှာဖြစ်ပွားအောင်ကြိုးစားကြလက်နဲ့စိတ်ပြီးပြည်တည်တပြားမျက်နာရှင်ကြီးတဲ့မေတ္တာနှလုံးသားရဲ့ပိုင်ရှင်ဟာမျက်နာဟာအမြဲတမ်းကြည်လင်ပြီးတော့ပြောဆိုဆက်ဆံမှုအလွန်ကောင်းတယ်ခင်မင်မွယ်ကောင်းတယ်ဒီလိုဆိုလိုတာပေါ့နော်မိမိကိုယ်တိုင်ကမေတ္တာတရားပွားများနေတယ်ဆိုရင်သူ့ရဲ့မျက်နှာအစဉ်ဟာဘု து ပေါ်မှာရန်လိုတဲ့စိတ်မရှိဘု து ကိုပေါ်မှာအမုန်းတရားမရှိသည့်အတွက်ကြောင့်မျက်နှာဟာအမြဲတမ်းကြည်လင်းနေတယ်ခင်မွယ်မွယ်ကောင်းတဲ့မျက်နှာရှိတယ်လို့ဆိုလိုတာပေါ့မျက်နှာရှင်ကြည်ကြည်ကြည်နှလုံးနဲ့အေးအများရဲ့မုန်းတိမှုမခံရလို့ကိုယ့်ရဲ့စိတ်နှလုံးကလည်းအေးချမ်းနေတဲ့ပုဂ္ဂိုလ်တစ်ခုဟာအာယုန်တစ်ခုပေါ်မှာစူးစိုက်လိုက်တာနဲ့တပြိုင်နက်သမာဓိဆိုတာလေလင်းလင်းမြန်မြန်ရနိုင်တယ်ဒါကိုတည်ကြည်နှလုံးသမာဓိဟာတည်နိုင်တယ်လို့ပြန့်လွင့်နေတဲ့စိတ်တွေသဘောထားတွေမရှိဘဲနဲ့စိတ်နှလုံးဟာတည်ငြိမ်မှုတွေရတယ်လို့ဆိုလို့သေဆုံးမတွေ့သေတဲ့အခါမှာလည်းပဲမိန်မောတွေ့ဝေပြီးတော့သေရတာမျိုးမဟုတ်ဘူးတတိရှိရှိနဲ့မိမိလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအာယုံပြုပြီးတော့ဒီလိုသေဆုံးရတယ်မိန်မောပြီးတွေ့ဝေပြီးတော့သေဆုံးရတဲ့ပုဂ္ဂိုလ်ရဲ့တမလွန်ဘဝဆိုတာအမတန်မှဆိုးဝါးနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒါကြောင့်မို့တည်တဲ့အခါမှာလည်းတွေ့ဝေမတည်ပဲနဲ့တတိရှိရှိနဲ့တည်ဆုံးနိုင်တယ်တဲ့ဟောဒီမေတ္တာနှလုံးသားရဲ့ပိုင်ရှင်ဒီလိုဆိုလိုတာသိလင်းပြမာလို့ဆိုတာမေတ္တာကိုအာယုပြုပြီးတော့မေတ္တာတရားကြိုးစားအထောက်ရသည့်အတွက်ကြောင့်မိမိရဲ့တဏ္ဍာမှာဇန်တစ်မျိုးမျိုးကိုရပြီမေတ္တာရဲ့အာယုံဖြစ်တဲ့တရားတွေပေါ်မှာမေတ္တာပွားပြီးတော့စိတ်နှလုံးဟာသမာဓိစွမ်းအားတွေထက်မြက်လို့ဇန်အဆင့်ရောက်ပြီဆိုလို့ရှိရင်ဆံရဇန်အားလျော်စွာဓမ္မဘုံမှာဖြစ်နိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်မေတ္တာကံကအကျိုးပေးလိုက်ပြီဆိုလို့ရှိရင်တော့လူပြည်နတ်ပြည်တွေမကဘူးအလွန်အဆင့်မြင့်တဲ့ဓမ္မဘုံဖြစ်အောင်ရောက်ပြီးတော့မြင့်မြတ်တဲ့အနေထားမျိုးနဲ့ကဘာချီပြီးတော့အသက်ရှည်တဲ့ဘဝမျိုးကိုရရှိသွားနိုင်တယ်လို့ဒီလိုဆိုတာဒါမေတ္တာရဲ့အကျိုးတရားတွေကိုမြတ်စွာဘုရားကအကုန်ဟောတာတော့မဟုတ်ဘူးမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်နဲ့ကျင့်ကြံကြိုးကိုအားထုတ်လိုက်မယ်ဆိုရင်မဉဏ်ပူဉာဏ်ရပြီးနောက်ဆုံးနိဗ္ဗာန်ထိအောင်ရနိုင်တယ်ဆိုတာဒီနေရာမှာဖော်ပြမထားဘူးပေါ့နော်အေးဒါကြောင့်မို့လို့အင်္ဂုတ္တရပါဠိတော်မှာလာတဲ့ဟောဒီမေတ္တာအကျိုး17မျိုးဆိုတာမေတ္တာသုံးမှာရှင်းလင်းဟောပြတဲ့တရားဒေသနာပဲဖြစ်တယ်ဒီကနေ့ညမေတ္တာသုံးဟာတရားရှိခင်သူတော်စင်ပြိဿတ်တို့နဲ့အမြဲရင်းနှီးပြီးအမြဲတမ်းကြားနေရတဲ့ပိတ်ကြီး17သုံးမှာလာတဲ့မေတ္တာသုံးကိုအနှစ်ချုပ်ပြီးတော့ဟောပြောပေးပါမယ်။ဘာဖြစ်လို့လဲဆိုရင်ဒီမေတ္တာသုံးမှာအဗ္ဗဓမ္မပြည့်စုံအောင်မြတ်စွာဘုရားဟောကြားပေးထားတာဖြစ်တယ်။ပြည့်စုံစုံဟောကြားထားတဲ့အတိုင်းမိမိတို့မှာလိုအပ်တဲ့အရည်ချင်းတွေပြည့်စုံအောင်အားထုတ်လို့ထိုမေတ္တာလမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်နောက်ဆုံးကောင်းကျိုးချမ်းသာတွေရနိုင်ပုံဖြစ်အောင်မြတ်စွာဘုရားဟောကြားထားတာဖြစ်သောကြောင့်တရားရှိခင်သူတော်စင်ပြိဿတ်တို့အနေနဲ့အမုန်းတရားတွေပွားတဲ့ဒီကနေ့ခေတ်ကြီးထဲမှာတို့တွေမေတ္တာတရားတိုးတက်ပြီးတော့ပွားများမှသင်တော်မယ်မေတ္တာတရားကိုပွားများအားထုတ်ကြမယ်လို့ဆိုပြီးတော့ကမ္ဘာလောကကြီးအတွက်တရားတွေအလုံးအေးချမ်းပါရာစီးပွားဥစ္စာတိုးတက်ဖို့အတွက်မေတ္တာထားနိုင်အောင်လို့ဟောဒီမေတ္တာတော့အနှစ်ချုပ်တရားကိုရှင်းလင်းပြီးတော့ဟောကြား
လူတိုင်းဟာလည်းပဲပရိကြီး7တုတ်ထဲမှာပါတယ်မေတ္တာဆိုတဲ့အရာဒါနဲ့ဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကင်းငြိမ်ရင်းပြောင်းမရောက်ကြပဲရှိဝဥစ္စာတိုးတက်တဲ့အနေအထားအတိုင်းရရှိနိုင်ကြတယ်ဒါကြောင့်မို့မေတ္တာဆိုတဲ့အမုန်းတရားကင်းစင်ပြီးတော့ရင်ထဲနှလုံးထဲကအကျိုးစီးပွားကိုလိုလားတဲ့ဒီတဘာဝတရားကိုကြိုးစားပြီးတော့တည်ဆောက်ဖို့ပါမိတ်ဆွေတွေရဲ့စိတ်ဓာတ်အင်္ဂလိပ်လိုပြန်တော့မေတ္တာကို loving kindness လို့ပြန်တယ်နော်ချစ်ခင်ကျင်နာမှုဆိုတဲ့အဓိပ္ပာယ်ပေါ့ loving kindness ဆိုတဲ့မေတ္တာတရားတကယ်တော့စိတ်လုံးတိုင်းဘာသာပြန်မယ်ဆိုရင်နော် attitude of a friend လို့ဒီလိုပြန်ရင်တော့ပို့ပြီးတော့နီးစပ်တယ်မိတ်ဆွေတယောက်ရဲ့စိတ်နေသဘောထားလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီမေတ္တာတရားကိုမိမိတို့တဏ္ဍာမှာတည်ဆောက်ကြဖို့အတွက်မေတ္တာတုတ်ပရိတရားမှာဒီမေတ္တာတုတ်ကိုရွတ်လဲရွတ်ဖတ်လဲဖတ်ထိုမေတ္တာတုတ်မှာလာတဲ့အဓိပ္ပာယ်တွေကိုလည်းဆင်ခြင်စဉ်းစားလို့မေတ္တာဘာဝနာပွားများအားထုတ်ကြမယ်ဆိုလို့ရှိရင်တော့မိမိတို့ရင်ထဲနှလုံးထဲမှာအမုန်းတရားကင်းစင်သည့်အတွက်ကြောင့်မျက်နာအဆင်းလဲကြည်လင်မယ်နော်ချမ်းသာအိပ်ဆက်ချမ်းသာလျက်နိုးအိမ်မဆိုးကင်းစတဲ့အကျိုးကျေးဇူးတွေကိုလေဟောအဲ့ဒီအကျိုးကျေးဇူးတွေရရှိအောင်ကောင်းကျိုးချမ်းသာကိုပေးစွမ်းနိုင်တဲ့မေတ္တာဘာဝနာကိုကြိုးစားပွားနိုင်ကြပါစေလို့ဒီနေ့ဒီတုတ်ကိုမှတ်သားကြရအောင်အဲ့ဒီမေတ္တာတုတ်မှာရသော်ဗျာဟောတာတော့မဟုတ်ဘူးရှေးကဆရာတော်ကြီးတွေကရေးသားခဲ့တဲ့အချီနိဒန်းစကားလေးတစ်ခုပါတယ်အဲ့ဒါကဘာလို့ဆိုယတ္တာနုဘာဝတောယက္ခနေဝထပ်တင်တိဘိတနံအလုံးသူတော်စင်တွေဟာဒီတုတ်တန်ကိုနှုတ်ကနေရွတ်ဆိုနေကြတာကြားလဲကြားဘူးနေကြတာဆိုတော့ရွတ်ရင်းဖတ်ရင်းနဲ့နှလုံးသွင်းဆင်ခြင်နိုင်အောင်ယတ္တာနုဘာဝတောယက္ခနေဝဓတ္တင်တိဘိတနံယက္ခဆိုတာဘုံမစိုးနတ်တွေမကောင်းဆိုးဝါးတွေအဲ့ဓာတွေကတဲ့ဒီမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ကြောက်เสียလန့်เสียအာယုန်တွေကိုမေတ္တာပွားများတဲ့ပုဂ္ဂိုလ်ကိုဘယ်တော့မှမပြကြဘူးတဲ့ဆိုလိုတာကမေတ္တာဘာဝနာပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်သို့မဟုတ်ဟောဒီမေတ္တာတုတ်ကိုရွတ်ဖတ်တရေစေတဲ့ပုဂ္ဂိုလ်ကိုကြောက်เสียကောင်းတဲ့နတ်ဘလူတွေကပဲဖြစ်စေတစေတရေရပဲဖြစ်စေ၆လန့်ခြင်းမပြုဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့၆လန့်ခြင်းမပြုဘူးဒီမေတ္တာရဲ့အစွမ်းတကူကြောင့်သူတို့ကလည်းကိုယ်ခင်မင်သည့်အတွက်ကြောင့်ဘယ်တော့မှကြောက်เสียလန့်เสียအာယုန်တွေကိုမပြဘူးတဲ့ဒီအဓိပ္ပာယ်ကိုဆိုလိုတယ်ယတ္တာနုဘဝတောမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ယက္ခနတ်ဘလူတို့သည်ဘိတနံကြောက်မဲ့ဖွယ်အစင်းအာယုံကိုနတ်ဓတ္တင်တိဘယ်တော့မှမပြကြဘူးသူတို့ပြမှမြင်တာကိုဒါကြောင့်မို့လို့ဒါလည်းဟောဒီမေတ္တာတုတ်ခြင်းသို့မဟုတ်မေတ္တာတရားပွားများခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲအဲ့ဒါတွေမကဘူးတဲ့ယံမိစေဝါနုယုံဆံတော့ဒါတော့မကဘူးအဲ့ဒီမေတ္တာတုတ်ကိုကြိုးစားပြီးတော့ရွတ်ဖတ်မယ်သို့မဟုတ်မေတ္တာဘာဝနာကြိုးစားပြီးတော့ပွားများမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲယံမိစေဝါနုယုံဇံတော်ရတ္တိန်ဒီဝမတ္တန်တိတောရတ္တိန်ဒီဝဆိုတာနေရောညင်ပါအတ္တန်တိတဆိုတာပြည့်ခြင်းမရှိပဲနေရောညာရောတတိယတဲ့အချိန်တိုင်းမပြင်းမရိဟောဒီမေတ္တာတုတ်ကိုရွတ်ဖတ်မယ်မေတ္တာကမ္မထံမေတ္တာဘာဝနာကိုကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရတော့ဒုက္ခံတုပတိချမ်းသာစွာအိပ်ဆက်ရတယ်ဒီအကျိုးကိုရခုနကအင်္ဂုတ္တရနိကေမှာလာတဲ့မေတ္တာတုတ်မှာမြတ်စွာဘုရားဟောထားတဲ့အကျိုး17မျိုးအဲ့ဒီ17မျိုးကိုရည်ညွှန်းတာပဲခုခေတ်မှာ
အိရတာလည်းကောင်းကောင်းမအိရညအိမပြောဘူးဆိုတဲ့လူတွေကလည်းများလာဘာဖြစ်လို့ညအိမပြောရတယ်လဲလို့ဆိုလို့ရှိရင်စိတ်ထဲနှလုံးထဲမှာအပူပင်နေရှိနေသည့်အတွက်ကြောင့်အိမပြောတာဖြစ်တယ်ဒါကြောင့်မို့မေတ္တာတွေပွားများအားထုတ်လို့နှလုံးသားအေးချမ်းပြီဆိုလို့ရှိရင်ဒုက္ခဒုက္ခတိချမ်းချမ်းသာသာအိပ်စရတယ်တုတ်တော့အိပ်ပျော်နေတဲ့အခါမှာလဲပါပံကိစိနပတ္တိမကောင်းတဲ့အိမ်မက်တစ်စုံတစ်ခုမှမမက်ဘူးတဲ့အေးတချို့ကြတော့အိပ်တော့အိပ်ပျော်ပါရဲ့အိမ်မက်ထဲမှာကြောက်စရာလန့်စရာတွေအိမ်မက်တွေနဲ့လန့်လန့်ပြီးတော့နိုးရတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲမေတ္တာဘာဝနာကိုကြိုးစားပြီးတော့ပွားများအားထုတ်ပေးရမယ်တော့မဟုတ်ဟောဒီမေတ္တာတုတ်ကိုရွတ်ဆိုကြရမယ်ဒီလိုဆိုလိုတာဧဝမာတိကုလပေတံယခုလိုအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ပြည့်စုံတဲ့ဒီမေတ္တာတုတ်ကိုဧဝမာတိကုလပေတံပရိတံတမ္မနာမဟိအယန္တာဖြစ်တဲ့ဟောဒီမေတ္တာတုတ်ကိုတို့တွေရွတ်ဆိုကြပါစို့လားလို့ဒီလိုအာဘိစကားပြောတဲ့အဓိပ္ပာယ်ရတယ်ပေါ့ခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဟောဒီမေတ္တာတုတ်ရဲ့အစွမ်းတွေကိုကြောင့်ကြောက်လန့်ွယ်အာယုန်တွေကိုဘလူတရေတွေကမပြကြဘူးမေတ္တာတုတ်ပေါ်မှာအမြဲတမ်းရွတ်ဖတ်တရေစေမယ်မေတ္တာဘာဝနာပွားများအားထုတ်မယ်နေရောညရောမပြင်းမကြီးမေတ္တာဘာဝနာကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ချမ်းသာတာအိပ်စရတဲ့အိပ်ပျော်နေတဲ့အခါမှာလည်းအိမ်မဆိုးမမဲရဘူးစတဲ့ခုံကျေးဇူးတွေအကျိုးကျေးဇူးတွေကိုပေးနိုင်တဲ့ဟောဒီမေတ္တာတုတ်ပြိတ္တရားတော်ကိုတို့တွေရွတ်ဖတ်ကြပါတော့လားလို့ဒီလိုဆိုလိုတာပေါ့နော်တိုက်တွန်းနှိုးဆော်တဲ့စကားလေးတစ်ခုကောင်းပြီဒါကမြတ်စွာဘုရားဟောတဲ့စကားမဟုတ်သေးဘူးမြတ်စွာဘုရားကစပြီးတော့ဘုရားစဟောတော်ဆိုကရဏီယမထကုသလေနယန္တတန္တံပဒံအဘိသမစ္ဆာဒါပါဠိဘာသာနဲ့ဟောထားပေမဲ့လို့ဘုန်းကြီးတို့အဓိပ္ပာယ်ကိုနားလည်မယ်ဆိုရင်အင်မတန်မှနှစ်သက်စရာကောင်းပါအဲ့မှာရွရင်းဖတ်ရင်းနဲ့ကရဏီယမထကုသလေနကရဏီယံအထကုသလေနဆိုလိုတဲ့အဓိပ္ပာယ်ကအထကုသလဆိုတာအကျိုးစီးပွားဆောင်ရွက်ရမယ့်ကိစ္စကိုလိမ္မာကျွမ်းကျင်လိမ္မာကျွမ်းကျင်တယ်ဆိုတာစီးပွားလုပ်ရင်လည်းစီးပွားရေးဘက်မှာလိမ္မာကျွမ်းကျင်တယ်လူမှုရေးကိစ္စလုပ်ရင်လည်းလူမှုရေးကိစ္စမှာလိမ္မာကျွမ်းကျင်တယ်မေတ္တာဘာဝနာပွားများအားထုတ်မယ်ဆိုရင်လည်းမေတ္တာဘာဝနာနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်ဘယ်ကိစ္စမှာမဆိုလိမ္မာကျွမ်းကျင်မှုရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတာပေါ့အကျိုးရှိမဲ့အလုပ်ကိုလုပ်တတ်တဲ့ပုဂ္ဂိုလ်ဟာလိမ္မာကျွမ်းကျင်လူလို့ဒီလိုဆိုရတယ်အဲ့ဒီလိမ္မာကျွမ်းကျင်နေတဲ့ပုဂ္ဂိုလ်တရားမှာယန္တတန္တံပဒံအဘိသမစ္ဆာစိတ်နှလုံးအေးချမ်းပြီးတော့ဆင်းရဲခတ်သိမ်းချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကိုရည်မျှော်ပြီးတဲ့အခါမှာတဲ့ကရဏီယလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ပါလို့ဒီလိုဆိုအဲ့တော့နိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့ကိုကျိုးကိုစီပွားကိုအတွက်အကျိုးရှိတဲ့အလုပ်မှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့အကျိုးရှိတဲ့အလုပ်ကိုလုပ်ရမယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါဟာလည်းပဲမြတ်စွာဘုရားရဲ့လမ်းညွှန်မှုတစ်ခုပဲအေးစီးပွားရေးဆိုလဲကိုအကျိုးရှိတဲ့စီးပွားရေးလုပ်ရမှာပဲလူမှုရေးဆိုတာလည်းအများအကျိုးစီးပွားရှိတဲ့အမျိုးလုပ်ရတယ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့မိမိရဲ့ဘဝမှာတစ်ဆင့်ပြီးတစ်ဆင့်မြင့်သွားအောင်မိမိရဲ့တဏ္ဍာမှာအမုန်းတရားတွေကင်းပြီးတော့မေတ္တာတရားတွေတိုးတက်ပွားများလာအောင်လုံနည်းကံနည်းကိုတည်တဲ့ပုဂ္ဂိုလ်မှန်တရားအထကုသလပဲအလုံးကိစ္စမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတယ်အဲ့ဒီကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့နိဗ္ဗာန်ကိုရည်မျှော်ပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုရည်မျှော်ပြီးတော့လုပ်တဲ့အလုပ်တစ်ခုကိုလုပ်ပါလို့ဒီလိုဆိုလိုတာပေါ့
ဒီနေရာမှာမေတ္တာဘာဝနာပွားများအထောက်ခြင်းကိုလုပ်ပါလို့ဒီလိုအဓိပ္ပာယ်ရဟောအဲ့တော့လုပ်ပါလို့ဆိုတဲ့အခါမှာဟုတ်ပြီအဲ့ဒီလုပ်ပါလို့ပြောတဲ့ထဲမှာအထာကုသလအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ကိုယ်အကျိုးရှိအောင်လိမ္မာလုံနိုင်စွမ်းရှိတဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟာလုပ်တယ်လို့ဆိုတော့သူ့မှာအရေးချင်းတွေဘာတွေလိုအပ်တယ်လဲမိမိရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာတရားကိုတည်ဆောက်ခြင်းပြီးဆိုရင်လိုအပ်တဲ့အရေးချင်းတွေရှိတယ်စီးပွားရေးလုပ်ရင်လည်းလိုအပ်တဲ့အရေးချင်းတွေရှိတယ်ကျမ်းမာရေးအတွက်လုပ်ရင်လည်းလိုအပ်တဲ့အရေးချင်းတွေဆိုတာရှိတာပဲအဲ့တော့မေတ္တာဘာဝနာပွားများဖို့အတွက်လိုအပ်တဲ့အရေးချင်းတွေကဘာလဲအရေးချင်းဆိုတာရှိရအလုပ်တစ်ခုကိုပေးတော့မယ်ဆိုလို့ရှိရင်လူရဲ့အရေးချင်းကိုအရင်မေးကြတာပဲနိနောက်ဆုံးမှအရေးချင်းကိုစစ်ကြစစ်ဆေးမေးမြန်းပြီးတော့မှအရေးချင်းရှိတဲ့ပုဂ္ဂိုလ်မှအလုပ်မှာဇာတုခံလေးရှိကြတာကိုဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားများတော့မယ်ဆိုလို့ရှိရင်လေလိုအပ်တဲ့အရေးချင်းတွေဟာ15မျိုးရှိတယ်အဲ့တော့ဘုန်းကြီးတို့တွေဒီအရေးချင်းတွေကိုကိုယ်တဏ္ဍာမှာပြည့်အောင်အရင်ကြိုးစားရမယ်ဒီလိုဆိုလို့ကိုယ်ကြိုးရှိတဲ့အလုပ်ကိစ္စကိုလုပ်ဖို့အတွက်လိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့အရေးချင်းတွေကဘာတွေလဲလို့ဆိုရင်တက်ကောစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲကိုလုံးတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စွမ်းနိုင်တယ်လို့ဆိုတာနံပါတ်1ယုံကြည်ချက်ရှိရမယ်နော်နံပါတ်2ကျမ်းမာရေးကောင်းရယုံကြည်ချက်ရှိမှကိုလုံးတဲ့အလုပ်လုပ်နိုင်စွမ်းရှိကျမ်းမာရေးကောင်းမှလည်းပဲလုပ်နိုင်တယ်ဟောကျမ်းမာရေးမကောင်းရင်လည်းမလုပ်နိုင်ဘူးလေယုံကြည်ချက်လည်းရှိရမယ်ကျမ်းမာရေးလည်းကောင်းရအဲ့ဒီထဲမှာကျမ်းမာရေးကောင်းဆိုတဲ့ထဲမှာအရေးကြီးတဲ့တစ်ခုကဘာလို့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်မှာအစာအာဟာရနဲ့ပတ်သက်ပြီးတော့ဝမ်းမီကောင်းတဲ့ညှတတဲ့ဝမ်းမီရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်လို့ဒီလိုဆိုလို့ဝမ်းမီကတိတ်ချက်လွန်အားကြည့်လို့ရှိရင်ခဏခဏစာသည့်အတွက်ကြောင့်အစာအာဟာရပဲမှာမမောပြီးတော့ချိန်ဖြုံးတတ်တဲ့အနေအထားမျိုးရပါဝမ်းမီညံ့သွားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းအစာမကြေယောဂဖြစ်တတ်ဝမ်းမီထက်လွန်အားကြီးလို့ရှိရင်လည်းအစာအိမ်ယောဂဖြစ်လာတတ်တယ်အဲ့ဒါကြောင့်မလို့ကျမ်းမာရေးအတွက်ကဘာလို့ဆိုရင်မြတ်တဲ့ဝမ်းမီရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဆိုတာကျမ်းမာရေးအတွက်အရေးကြီးတယ်အားတစ်ခုဘာဖြစ်လို့လဲဆိုရင်ယောဂဝေဒနာတွေများသောအားဖြင့်အစာအာဟာရနဲ့ဆက်နွယ်ပြီးတော့နေလေးရှိတယ်ပေါ့ဝမ်းမီသိကောင်းသောအားကြီးတဲ့ပုဂ္ဂိုလ်ဟာအခုစားလိုက်တော့ကြစားလိုက်အခုစားလိုက်တော့ကြစားလိုက်ဆိုတော့မတည့်တာတွေလည်းစားမိသွားနိုင်တယ်ပေါ့ဝမ်းမီးကထက်လွန်အားကြီးလို့ရှိရင်လည်းကျန်းမာရေးထိခိုက်တတ်တယ်ဝမ်းမီးကနှုတ်လွန်အားကြီးတယ်ညံ့လွန်အားကြီးတယ်ဆိုလို့ရှိရင်လည်းအစာမကြေတဲ့ယောဂဝေဒနာတွေဖြစ်လာအစာမကြေဘူးဆိုတာဟာယောဂအလုံးရဲ့အခြေအမြစ်ပဲလို့အာယုဝေဒစေချမ်းတွေမှာရောဂမူလံအဇိနကံနဲ့အဇိနကံအစာမကြေမှုဟာရောဂမူလံယောဂပေါင်းစုံရဲ့အခြေခံပဲဖြစ်တယ်ဆိုဟောအစာအာဟာရနဲ့ပတ်သက်လာလို့ရှိရင်အစာကြေဖို့ကလည်းလိုအပ်တယ်ဒါကြောင့်မို့တက်ကောလို့ဆိုတဲ့ထဲမှာတိယုံကြည်ချက်ရှိရမယ်နှစ်ကျမ်းမာရေးကောင်းရမယ်သုံးမြတ်တဲ့ဝမ်းမီးရှိရမယ်လေးကြိုးစားအထောက်မှုရှိရမယ်ဆိုတဲ့ဗราဏိယင်ကတရားတွေကအင်္ဂါရက်တွေကဒီထဲမှာမြတ်စွာဘုရားထည့်သွင်းပြီးတော့ဟောတယ်ဒါကြောင့်မို့တက်ကောလုံနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါလို့ဖြစ်အောင်စွမ်းရည်တဲ့လုံနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့လူဖြစ်ရတယ်မယုံကြည်ရင်လည်းလုံနိုင်စွမ်းမရှိဘူးမကျမ်းမာရင်လည်းလုံနိုင်စွမ်းမရှိဘူးကြိုးစားအထောက်မှုခင်းလို့ရှိရင်လည်းလုံနိုင်စွမ်းမရှိဘူးတဲ့ဒါကြောင့်မို့လို့လုံနိုင်စွမ်းရှိတယ်ဆိုတဲ့တက်ကောဆိုတဲ့စကားလုံးလေးထဲမှာဒီအဓိပ္ပာယ်တွေဝင်တယ်လို့ဒီလိုဆိုလို့ရတယ်ဥစုစသုဟုစုစဥစုဆိုတာ
လုပ်ပြီးဆိုတဲ့အခါမှာအရေးကြီးတာပါတော့ဆိုဖြောင့်မှန်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်သူဟုစုအလုံးကိုရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရအဲ့တော့အပြောဆိုအပြုမှုအားဖြင့်လည်းပဲဖြောင့်မတ်တယ်စိတ်နေသဘောထားအားဖြင့်လည်းဖြောင့်မတ်တယ်စွမ်းနိုင်တဲ့တတိရှိတဲ့အပြင်မှာရိုးသားဖြောင့်မတ်ခြင်းအလုံးကိုရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ဒီအင်္ဂါနှစ်ချက်နဲ့လည်းပြည့်စုံမှုလိုတယ်လောကလူတွေကအပြောကတစ်မျိုးအလုပ်ကတစ်မျိုးစိတ်ထဲကတစ်မျိုးပြောတာကတစ်မျိုးဆိုရင်ရိုးသားမှုမရှိဘူးရိုးသားမှုမရှိတဲ့ပုဂ္ဂိုလ်တယောက်ကသူများအပေါ်မှာမေတ္တာထားဖို့ဆိုတာအမှန်တမ်းခက်ခဲမေတ္တာတရားတည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ရိုးသားမှဖြောင့်မတ်မှမေတ္တာတရားဆိုတာတည်ဆောက်လို့ရတယ်ဒါကြောင့်မို့ရိုးသားရမယ်လုံးဝရိုးသားရမယ်ဒီလိုဆိုလိုတာနော်ဥစုစသူဟုစုစအဲ့ဒီအင်္ဂါအချက်ကအင်တာမအရေးကြီးတယ်ခဏခေတ်လူရှစ်မျိုးမှာလူတွေကပြောကြတယ်နော်လူရိုးဆိုတာတင်းကြိုင်းမှာရှိတယ်လူတွေကရိုးသားမှုနည်းလာတဲ့အခါလူတွေကအဲ့လိုပြောလာကြနော်ရိုးတယ်ဆိုတာလူရိုးဆိုတာတင်းကြိုင်းမှသာရှိတယ်အခုတင်းကြိုင်းတော်ရဖို့သိမလွယ်ဘူးမီးရှို့ပစ်တာဆိုတယ်အဲ့တော့ရိုးသားဖြောင့်မတ်မှုဆိုတာအမှန်တမ်းအရေးကြီးတယ်မေတ္တာတည်ဆောက်ဖို့နောက်တစ်ခုလိုအပ်တာဘာတော့ဆိုလို့ရှိရင်မေတ္တာတည်ဆောက်တယ်ဆိုတာကိုကအတိုင်းဝိုင်းနဲ့နေတာကိုအတိုင်းဝိုင်းနဲ့နေတဲ့အခါကျတော့နောက်တစ်ခုလိုအပ်ချက်ကသူဝေသောတဲ့သူဝေသောသတ္တအဲ့ဒီပုဂ္ဂိုလ်ဟာပြောလို့ဆိုလို့လွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လည်းလိုသေးတယ်နော်အပြောဆိုလွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ရအကယ်၍အပြောဆိုအခက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာဘယ်လိုမှမေတ္တာတရားတည်ဆောက်နိုင်မှာမဟုတ်ဘူးပြောရခက်တယ်အပြောဆိုခက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာသူကိုယ်တိုင်ကလည်းမေတ္တာမထားနိုင်ဘူးတခြားပုဂ္ဂိုလ်တွေကလည်းသူ့ပေါ်မှာမေတ္တာပြတ်နိုင်တယ်တဲ့ဒါကြောင့်မို့လို့မေတ္တာတရားတည်ဆောက်မဲ့ပုဂ္ဂိုလ်ဟာအပြောဆိုလွယ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေတငယ်ချင်းတွေကအကြံဉာဏ်ပေးရင်နားထောင်တယ်လက်ခံတယ်မိဘဆွေမျိုးတွေကအကြံဉာဏ်ပေးရင်နားထောင်တယ်လက်ခံတယ်ဆရာသမားတွေကအကြံဉာဏ်ပေးရင်လည်းနားထောင်တယ်လက်ခံတယ်ပြောလို့ဆိုလို့အင်တာမကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုအပ်တယ်အပြောဆိုခက်တဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်လူတကာကရှောင်သွားကြတယ်ဒါကြောင့်မို့သူကလည်းမေတ္တာမရဘူးသူကလည်းသူများအပေါ်မှာမေတ္တာမထားနိုင်ဘူးဒါကြောင့်မို့သူဝေသောသတ္တပြောလွယ်တဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ရမယ်လို့ဒီလိုဆိုတာနောက်တစ်ခုကဘာလို့ဆိုမုဒုအနတ်မုဒုဆိုတာနုညံ့ရမယ်တိမ်မွေးရမယ်လို့အဓိပ္ပာယ်ရဒါကလူတွေဟာဒေါသထွက်လာလို့ရှိရင်နုညံ့ခြင်းတိမ်မွေးခြင်းစိတ်နှလုံးရဲ့နုညံ့မှုဆိုတာမရှိနုညံ့တာဆိုတာနဲ့ပျော့ညံ့တာနဲ့တခြားစီပဲနုညံ့မှုတိမ်မွေးမှုဆိုတာရှိရတယ်ဒေါသနဲ့ခက်ထန်တဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်မေတ္တာတရားဟာပတ်ဝန်းကျင်ကလည်းသူ့ပေါ်မှာမေတ္တာပြည့်မယ်သူကလည်းမေတ္တာတည်ဆောက်ဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ဒေါသခက်ထန်တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ဘဲနဲ့စိတ်နှလုံးနူးညံ့ပျော့ပြောင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တဲ့နေဒီလိုဆိုလို့တယ်လောကလူတွေထဲမှာသဘောထားခက်ထန်တယ်ဆိုတဲ့လူတွေရှိတယ်လေဟာလိုင်းနာဆိုတာခေါ်ကြတာပေါ့ခုခေတ်သဘောထားတင်းမာသူတွေအဲ့ဒီတင်းမာသူတွေဟာမေတ္တာရဖို့ခက်တယ်ပေါ့သူတို့ကိုယ်တိုင်ကလည်းအများပေါ်မှာမေတ္တာထားတယ်ဆိုတော့မဖြစ်နိုင်ဘူးပေါ့ဒါကြောင့်မို့လို့တင်းမာတဲ့လိုင်းမျိုးမဖြစ်ရဘူးပြောလို့ဆိုလို့လွယ်ပြီးတော့သဘောထားပျော့ပြောင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဒီလိုဆိုလိုတာပေါ့ဟောနောက်တစ်ခုကဘာလို့ဆိုအနတ္တိမာနိတဲ့မာနကြီးလွန်းတာမဖြစ်စေရမာနဆိုတာရှိတဲ့လောက်တော့ရှိရမာနဆိုတာဘယ်လိုမာနမျိုးတော့ရှိတဲ့လဲဆိုရင်ကောင်းကျိုးချမ်းသာဘက်ကိုဥတည်သွားတဲ့မာနမျိုးဆိုတော့
သူတို့တောင်လုံးနိုင်နေတာငါဘာလို့မလုံးနိုင်ရမှာလဲသူတို့တောင်မှပဲကြီးပွားတာငါလည်းဘာလို့မကြီးပွားနိုင်ရမှာလဲသူလည်းပညာတတ်တယ်ငါလည်းပညာဘာလို့မတတ်နိုင်ရမှာလဲသူလည်းထွေးစားတာပဲငါလည်းထွေးစားတာပဲငါလည်းဖြစ်အောင်လုပ်မယ်ဆိုတဲ့မာနမျိုးလေးကတော့ရှိရမယ်လို့ဒီလိုဆိုလိုတယ်နော်အဲ့ဒီမာနမျိုးကရှိရတယ်အဲ့ဒီမာနတဲ့ပိုလွန်သွားတဲ့အတိမာနဘယ်သူမှခရီးမဆိုင်ဘူးဟဲ့ဆိုတဲ့မာနမျိုးနော်ဘယ်သူမှလူမထင်ဘူးဆိုတဲ့မာနမျိုးကြပိုးဆိုးသွားတယ်နော်အဲ့တော့သူများကိုလူမထင်ရင်သူလည်းလူထင်မှာမဟုတ်တော့ဘူးပေါ့အဲ့ဒီလိုလွန်ကဲတဲ့မာနမျိုးတော့မရှိစေရဘူးသို့တော့ထားတဲ့မာနမျိုးတော့ရှိရမယ်ကိုယ်ရည်ချင်းကိုကိုယ်ယုံကြည်တယ်ဖြစ်အောင်လုပ်မယ်မဖြစ်မနေရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမာနမျိုးတော့လူတိုင်းမှာရှိတဲ့လေဒါကြောင့်မို့မေတ္တာတရားတည်ဆောက်တဲ့အခါမှာအဲ့ဒီတဲ့ပုံမူတဲ့သူများပေါ်မှာစော်ကားတဲ့မာနမျိုးမရှိစေရဘူးလို့မာနကြီးလွန်အားကြီးရင်ပတ်ဝန်းကျင်ကလည်းသူ့ကိုရှောင်သွားနိုင်တယ်သူကလည်းပဲအများပေါ်မှာမာနတွေတခွဲသားဖြစ်နေသည့်အတွက်ကြောင့်မေတ္တာတရားတည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဒီလိုဆိုလိုတာနော်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့တေကောဥစုစာသူဟုစုစာသူဝေသောသတ္တမုဒုအနာတိမာနိဆိုအင်္ဂါ6ချက်ရှိပါနော်အည်ချင်းကိုရွေးချယ်မေတ္တာပွားမဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံအောင်လုပ်ဖို့လိုအပ်တယ်လို့ဒီလိုပြောတာနော်နောက်တစ်ခုရှိရမယ့်အည်ချင်းတွေကဘာတွေလဲလို့ဆိုလို့ရှိတယ်နော်တန်တုတ်တကောစာတန်တုတ်တကဆိုတာတန်ဆိုတာကိုယ်မှာရှိတာတုတ္တဆိုတာကျင့်တတ်တယ်ကိုယ်ရှိတာနဲ့ကျင့်တတ်တယ်ကိုယ်ရှိတာနဲ့ကျင့်တတ်တဲ့အတွက်ကြောင့်သူများဟာကိုရတဲ့စိတ်မရှိဘူးဒီလိုဆိုလိုတာပေါ့နော်ကိုယ်ရှိတာနဲ့မကျင့်တတ်တဲ့လူကသူများဟာကိုရချင်လားတော့ပြဿနာတက်တယ်ပေါ့ဒါကြောင့်မို့ကိုယ်ရှိတာနဲ့ကျင့်တတ်နိုင်ဖို့လိုအပ်တယ်ကိုယ်ဟာနဲ့ကျင့်တတ်ဖို့လိုအပ်တယ်နောက်တစ်ခုကရှိတာနဲ့ကျင့်တတ်တယ်အဓိပ္ပာယ်တစ်ခုကရှိတာနဲ့ကျင့်တတ်တယ်နောက်အဓိပ္ပာယ်တစ်ခုတော့မြတ်တာစွာကျင့်တတ်တယ်ဓာတ်လူညီလူကျင့်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့ဘယ်လိုဟာပဲဖြစ်ဖြစ်ကိုယ်စိတ်ထဲမှာမကျေမနပ်ကြီးဖြစ်နေတာဟာမကောင်းဘူးကျင့်တတ်မှုရှိနေရမယ်ကျင့်တတ်မှုရှိမှမေတ္တာဆိုတာတည်ဆောက်လို့ရမယ်မကျေမနပ်တွေဖြစ်နေလို့ရှိရင်လည်းမေတ္တာတည်ဆောက်လို့မရနိုင်ဘူးတဲ့ဒီရှိဥစ္စာနဲ့ပတ်သက်ပြီးတော့လေကိုယ်ရှိတာနဲ့ကိုယ်ဟာနဲ့ကျင့်တတ်ရမယ်သူများဟာကိုမျက်စောင်းမထိုးရဘူးရှိတာနဲ့ကျင့်တတ်ရမယ်မရှိတာကိုသွားပြီးတော့မျက်စောင်းမထိုးရဘူးမြတ်တညီမြစွာကျင့်တတ်မှုနဲ့လည်းရှိရမယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါမှမေတ္တာတည်ဆောက်ဖို့အတွက်လွယ်ကူတယ်သူကရောဆိုတာတစုံတစ်ယောက်ကကိုယ်ကိုပြုစုတယ်ဥပမာမိသားစုမှာဆိုလို့ရှိရင်အိမ်ရှင်မျိုးသမီးကချက်ပြုတ်ကျွေးတယ်ကျန်တဲ့လူတွေကချက်ပြုတ်ကျွေးတာကိုမကြိုက်ဘူးကြီးများနေတယ်ဆိုရင်ချက်ကျွေးတဲ့လူဟာမေတ္တာဖြစ်ဖို့ခဲရင်သွားတယ်ပေါ့နော်အဲ့တော့သူကရဆိုတာဒီလိုမဖြစ်ရဘူးဆိုလိုတာကသူကရမဖြစ်လို့ရှိရင်ဘာဖြစ်လဲကြီးများတယ်အင်္ဂလိပ်လိုတော့ fastidious လို့ခေါ် fastidious ဆိုတာကြီးစားကြောင်းတာဟိုအဖြစ်မကြိုက်ဘူးဒါအဖြစ်မကြိုက်ဘူးနဲ့ကြီးများတဲ့ဟာမျိုးတွေကမေတ္တာပြည့်စုံနိုင်တယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့မေတ္တာမပြည့်ရအောင်ဘာဖြစ်ဘာနဲ့ပဲကြွေးကြွေးနော်အများလုပ်ပေးတာကိုရှင်းတတ်နိုင်တဲ့သဘောရှိရမယ်အဲ့တော့ပြုလို့စုလို့လွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ရအပြုစုခက်တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေရဘူးတဲ့အပြုစုခက်လာပြီဆိုလို့ရှိရင်ပြုစုတဲ့ပုဂ္ဂိုလ်ရဲ့မေတ္တာမရနိုင်ဘူးသူကိုယ်တိုင်ကလည်းတစ်ဖက်သားပေါ်မှာမေတ္တာမတည်ဆောက်နိုင်ဘူးဒါကြောင့်မို့လို့အချင်းချင်းမေတ္တာတရားခန်းချောက်သွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကသူကရပြုစုလို့လွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဒီလိုခေါ်တာဒါလည်း
မေတ္တာတရားတည်ဆောက်တဲ့နေရာမှာအရေးပါတဲ့အင်္ဂါရပ်တစ်ခုပဲဖြစ်တယ်ပေါ့တန်တုတ်သောစသူဘရောစအပ္ပကိသောစတန်လဟုကဟောတိအပ္ပကိစ္စဆိုတာမေတ္တာတရားကြိုးစားအားထုတ်နေတဲ့အချိန်မှာဟိုကိစ္စဒီကိစ္စတွေနဲ့ပြာများမနေသင့်ဘူးပေါ့ကိစ္စတွေနေပါအောင်လုပ်ပြီးတော့မှမေတ္တာဘာဝနာပွားရမယ်လို့ဒီလိုဆိုလိုတာပေါ့ကိစ္စတွေမများစေရဘူးအလုပ်ကိစ္စတွေမများစေရအလုပ်ကိစ္စမများစေရဘူးလို့ဆိုတဲ့ဟာမေတ္တာဘာဝနာပွားဖို့အချိန်ရအောင်လို့ပြောတဲ့စကားမျိုးသာဖြစ်တယ်ပေါ့အဲ့တော့ကိစ္စများလွန်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာမေတ္တာဘာဝနာပွားဖို့အချိန်မရနိုင်ဘူးအချိန်မပေးနိုင်ဘူးဆိုတာမဖြစ်စေရဘူးလို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့ကိစ္စများနေလို့ရှိရင်လည်းခိတ္တရပ်တန့်ပြီးတော့ရပ်နာပြီးတော့အချိန်ယူပြီးတော့လုပ်ရမယ်လို့ဒီလိုပြောလို့ရမယ်ပေါ့အပ္ပကိသောစတန်လဟုကဝတိအသက်မွေးတဲ့အခါပေါ့ပါအသက်မွေးတဲ့ပုဂ္ဂိုလ်မျိုးsymbol like ပေါ့တကယ့်ကိုရိုးရိုးနေတဲ့ပုဂ္ဂိုလ်မျိုးလောကမှာလူတွေမှာဝတ်စားဆင်တာလဲကိန်းကြီးခန်းကြီးမရှိဘူးရိုးရိုးနေတယ်ရိုးရိုးဆက်ဆံတယ်ပြောဆိုတယ်ဆိုလို့ရှိရင်လူတိုင်းကလည်းသူ့ဘောမှာမေတ္တာရောက်ကြသူကိုယ်တိုင်ကလည်းပဲအများဘောမှာမေတ္တာထားနိုင်တဲ့အနေအထားမျိုးရှိတယ်ကိန်းကြီးခန်းကြီးများနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှအများဘောမှာမေတ္တာထားနိုင်မှာမဟုတ်ဘူးသူ့ကိုလည်းမြင်တဲ့ပုဂ္ဂိုလ်တွေကလည်းမေတ္တာထားနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်လို့တန်လဟုကဟောတိပေါ့ပါအသက်မွေးတတ်တဲ့ပုဂ္ဂိုလ်ရိုးရိုးသားသားရိုးရိုးလေးနေတတ်တဲ့ပုဂ္ဂိုလ်မျိုးလဲဖြစ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုလိုတာဟောနောက်တစ်ခုကျတော့ဘာလို့ဆိုတန်တိန်တရိယောစာတန်တိန်တရိယဆိုတာငြိမ်သက်အေးချမ်းတဲ့အိန္ဒိယရှိရမယ်ဒါကအရာထဲမှာပြောသလိုအိန္ဒိယမရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာမဟုတ်ဘူးငြိမ်းချမ်းတဲ့အိန္ဒိယရှိတယ်ဆိုတာဘာလဲဆိုရင်မျက်စိကမြင်ပြီးစိတ်လှုပ်ရှားမှုတွေသိမဖြစ်ဘူးနားကအတန်ကြားပြီးစိတ်လှုပ်ရှားမှုတွေသိမဖြစ်ဘူးနှာခေါင်းကအနံ့ရပြီးလျှာကအရသာခံပြီးခန္ဓာကိုယ်ကအထီးတွေ့ပြီးစိတ်ထဲကစိတ်ကူးကြံစီပြီးအဲ့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့ခဏမငြိမ်တဲ့လောဘဒေါသဆိုတာမဖြစ်စေရဘူးအိန္ဒိယရနေနိုင်ရမယ်လို့ဒီလိုဆိုလိုတာနော်မျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဟောဒီအိန္ဒြေ6ပါးအိန္ဒြေ6ပါးနဲ့ပတ်သက်လာတဲ့အခါမှာစိတ်လှုပ်ရှားမှုတွေများပြားပြီးလောဘဒေါသတွေများပြားလာတဲ့ပုဂ္ဂိုလ်ဟာငြိမ်းချမ်းတဲ့အိန္ဒြေမရှိဘူးလို့ဒီလိုဆိုလိုတယ်အဲ့ဒါလို့စိတ်လှုပ်ရှားပြီးငြိမ်းချမ်းမှုမရှိတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းမေတ္တာထားဖို့ခက်ခဲလာတယ်သူ့ရဲ့တဏ္ဍာမှာမေတ္တာတည်ဆောက်ဖို့ခက်တယ်သူ့ကိုကြည့်ပြီးတော့လေအများကမေတ္တာဖြစ်ဖို့ဆိုတာလည်းခက်လာတယ်ဒါကြောင့်မို့တန်တိန်တရိယငြိမ်သက်တဲ့အေးချမ်းတဲ့အိန္ဒိယမျိုးရှိအောင်လေစိတ်နှလုံးအေးချမ်းလို့ဖြစ်အောင်လေကြိုးစားအထောက်ရမယ်လို့ဒီလိုဆိုလိုတာဟောနောက်တစ်ခုကဘာတော့ဆိုနိပကောဆိုတာပညာအသိပညာရှိဖို့လို့ဆင်ញင်တုံတရားပေါ့လောကမှာလူတွေမှာပညာနည်းလာပြီဆိုလို့ရှိရင်မှားရွင်းနေလုံးမိတတ်တယ်ပေါ့အဲ့ဒီလိုမှားရွင်းနေမလုံးမိအောင်ပညာနည်းတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်အောင်လေကြိုးစားအထောက်ရမယ်ပညာကိုမိမိတဏ္ဍာမှာရလာအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ရှင်းကျက်တဲ့ပညာမျိုးလည်းရှိရမယ်ဒီလိုဆိုလိုပဲပေါ့နောက်တစ်ခုကအပ္ပခတ်ဖို့ပက္ခဖဆိုတာရမ်းပြအမှုအရာမရင်ကျေးတာကိုဆိုလို့လေအပြောဆိုမရင်ကျေးဘူးအပြုအမူမရင်ကျေးဘူးရိုင်းဆိုင်ရှိတယ်နော်ပြောတာဆိုတာရိုင်းဆိုင်တယ်သွားတာလာတာနေတာထိုင်တာဆက်ဆံတာအလုံးဟာရိုင်းပြဖြစ်တယ်စိတ်ဓာတ်ကလည်းရိုင်းဆိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာသူများပေါ်လဲမေတ္တာတည်ဆောက်နိုင်မှာမဟုတ်ဘူးသူ့ပေါ်မှာလဲသူကလည်းပဲဒီသူ့ပေါ်လဲတခြားလူတွေကမေတ္တာရောက်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အပြန်အလှန်မေတ္တာမရောက်နိုင်သည့်အတွက်ကြောင့်အပ္ပခပရိုင်းပြမှုတွေမရှိစေနဲ့
ဒိမာရမယ်ယဉ်ကျေးရမယ်သိမ်မွေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ရိုင်းပြတဲ့အမှုအရာအပြောဆိုတွေကရှောင်ရှားရမယ်ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါကိုအပ္ပကပေါ့ကုလီသွားနာနုခိတ်တော်ယဟန်တန်ဃာတွေနဲ့ပတ်သက်လာလို့ရှိရင်ယဟန်တန်ဃာတွေတဲ့တရားဓမ္မတွေအပေါ်မှာခင်မင်လွန်လို့ရှိရင်မကောင်းဘူးလို့ဒီလိုဆိုလို့ရတယ်ပေါ့လူလောကလူတွေထဲမှာလည်းပဲတယောက်အပေါ်မှာခင်မင်လွန်တဲ့စိတ်တွေများလာလို့ရှိရင်အများအပေါ်မှာမေတ္တာထားဖို့ခက်ခဲလာတာဒီပေါ့ကိုနဲ့ရင်းနှီးတဲ့မိတ်ဆွေတင်ကတခြားလူနဲ့ပေါင်းသင်းဆက်ဆံတာကိုမကြိုက်နိုင်တဲ့အနေအထားမျိုးတွေဖြစ်လာလို့မေတ္တာပြတ်တတ်တယ်တဲ့ဒါကြောင့်မို့ကုလီသွားနာနုခိတ်တော်ကိုယ့်ရဲ့ယဟန်ဒီအနေနဲ့ပြောရင်ကိုယ့်ရဲ့ချီညိုကိုးဝယ်တဲ့တရားဓမ္မအပေါ်မှာတွေ့တာလွန်တာမကောင်းဘူးမိတ်ဆွေတင်ကားတွေအပေါ်မှာတွေ့တာလွန်တာလည်းမကောင်းဘူးလို့ဒီလိုဆိုလိုတယ်ပေါ့ဒီအဲ့ဒါလိုတွေ့တာလွန်မှုတွေဖြစ်လာလို့ရှိရင်မေတ္တာတည်ဆောက်ဖို့ခက်တယ်နာသခုဒ္ဓမာစေကိဉ္စီယေနဝေညုပရိဥပဝရေယောယေနဝေညုပရိဥပဝရေယောဆိုပညာရှိတဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကကိုယ်ကိစ္စဒီကိစ္စနဲ့ပတ်သက်လာလို့ရှိရင်အပြစ်တင်လာတတ်တယ်ပေါ့မဟုတ်တာလေးတွေလုပ်ရင်အပြစ်တင်လာတတ်တယ်အဲ့ဒီအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေပြောစရာဆိုစရာဖြစ်လောက်အောင်အစွမ်းအစအလေးတွေကိုမဖြစ်စေနဲ့လို့ဒီလိုဆိုလို့တယ်နာသခုဒ္ဓမာစရိကိဉ္စီနော်အသေးခွဲလို့ထင်ရပြီပဲလို့အများပညာရှိအများအပြစ်တင်စရာအလုပ်များကြံတဲ့အလုပ်တွေအများကအမြင်ကပ်เสียအလုပ်တွေမှန်တယ်များအကုန်လုံးရှောင်ရမယ်လို့ဒီထဲမှာခြုံငုံပြီးတော့ပြောလိုက်တယ်အားလုံး15ချက်ရှိတယ်တက်ကောဥစုစာသူဘုစုစာသူဝေသောသတ္တမုဒုနတ္တိမာနိတန္တုတကောသသူဘရောသအပကိသောသတန်လဟုကဩတိတန္တိနရိယောသနိပကောသအပကဘောကုလေသောနာနုခိတ်တော်နာသခုဒ္ဓမာစရိကိဉ္စီယေနဝေညုပရိဥပဝရေယောဟောမေတ္တာဘာဝနာတည်ဆောက်မဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီရှိရမဲ့အင်္ဂါရပ်တွေနဲ့ရှောင်ရမဲ့အရာကိုရှောင်မယ်ရှိရမဲ့အင်္ဂါရပ်တွေရှိပြီးရှောင်ရမဲ့ဟာတွေကိုရှောင်ပြီးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမေတ္တာတရားတည်ဆောက်ဖို့ရာအတွက်လွယ်ကူသွားနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မလို့မေတ္တာတုတ်ကိုရုပ်ဖတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မိမိရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာတရားတည်ဆောက်တာပဲဖြစ်ဖြစ်အဲ့ဒါလို့တည်ဆောက်လာပြီဆိုလို့ရှိရင်တော့ဟောဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံအောင်အရင်ကြိုးစားပါလို့ကိုယ်တဏ္ဍာမှာဖြစ်လာပြီးတဲ့အခါမှာမေတ္တာတရားကိုတည်ဆောက်ပါအဲ့တော့မေတ္တာတရားကိုတည်ဆောက်မယ်ဆိုတော့ဘယ်ကစပြီးတော့တည်ဆောက်တယ်လဲဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တဒီစကားလုံးလေးမေတ္တာဘုတ်လေး၃ခုဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တဘရဝရီအားလုံးဒုက္ခိနောသဗ္ဗတတ္တဆိုတာဘရဝါအားလုံးဟာဒုက္ခိနောကိုယ်ချမ်းသာစိတ်ချမ်းသာတွေရှိကြပါစေဒီလိုဆိုလို့အဲ့တော့မေတ္တာပို့တော့မယ်ဆိုလို့ရှိရင်တရားဝါတွေအားလုံးကိုအာယုပြုလိုက်ပြီးတော့ဟောဒီတရားဝါတွေအားလုံးဟာဒုက္ခိနောကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေခေမိနောဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကင်းငြိမ်းကြပါစေဟောဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေလို့ဒီစိတ်ဓာတ်မျိုးလေးကိုယ်တဏ္ဍာမှာအချိန်ချင်းထက်ထက်ဖြစ်အောင်လုပ်ဖို့လိုတယ်သဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တဒုက္ခိတတ္တဆိုတာချမ်းသာတဲ့စိတ်နှလုံးကြီးရှိကြပါစေလို့ဒါကိုဆိုလိုတဲ့ဒုက္ခိတတ္တချမ်းသာနော်ချမ်းသာကိုစိတ်မြဲပါစေလို့ဆိုတာဒီဟာကိုပြောအတ္တဆိုတာဒီနေရာစိတ်ကိုဆိုလိုတယ်အဲ့တော့ချမ်းသာတဲ့ကိုချမ်းသာတဲ့စိတ်
ချမ်းသာကိုယ်စိတ်မြဲကြပါစေလို့ဟောဒီလိုမေတ္တာဖို့သုံးခုနဲ့မိမိရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာကိုစတင်ပြီးတော့တည်ဆောက်ပါလို့မြတ်စွာဘုရားကဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့ကောင်းပြီဒီလိုတည်ဆောက်ပြီးတဲ့အခါမှာအသေးစိတ်တစ်ခါထပ်ပြီးတော့မေတ္တာပို့ဖို့ရအတွက်ဤစနစ်တွေကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောပြန်တယ်ပေါ့ဟောလဲလို့ဆိုယေကေစီပါဏဗုဒ္ဓတိနော်ယေကေစီပါဏဗုဒ္ဓတိတတဝါထာဝရဝနဝတေတာအနဝတေတာဆိုတာအချင်းချံမရှိတဲ့ယေကေစီတရားတွေမှန်သမျှလို့ဘယ်သူမှမချန်ရဘူးတချို့ကပြောသေးတာနော်ရှင်ကြိုက်လို့ရှိရင်ရှင်ကိုမထည့်ခြင်းဘူးခြေဘိုးကြိုက်လို့ရှိရင်လည်းခြေဘိုးကိုမေတ္တာပို့တဲ့ထဲမထည့်ခြင်းဘူးအဲ့ဒါလို့ခြံထားလို့မရဘူးတဲ့တရားဝမှန်သမျှတက်ရှိတရားဝမှန်သမျှနော်ယေကေစီပါဏဗုဒ္ဓတိဒီလောကကြီးမှာရှိသမျှတ attva တွေနော်ယေကေစီဆိုတာအားလုံးပဲအကျွမ်းကြံမရှိဘူးအနဝတေတအကျွမ်းကြံမရှိဘူးလောကကြီးမှာရှိတဲ့သတ္တဝါတွေအားလုံးအဲ့ဒီရှိတဲ့သတ္တဝါတွေအားလုံးကိုနှမျိုးခွဲလိုက်တဲ့တတဝါထာဝရဝါလန့်တတ်တဲ့သတ္တဝါပဲဖြစ်စေမလန့်တတ်တဲ့သတ္တဝါပဲဖြစ်စေကြောက်တတ်တဲ့သတ္တဝါပဲဖြစ်စေမကြောက်တတ်တဲ့သတ္တဝါပဲဖြစ်စေတတဆိုတာကြောက်ရွံ့ထိတ်လန့်တတ်တဲ့သတ္တဝါတွေတာမန်ပုရိသေပုဂ္ဂိုလ်တွေကြောက်လန့်ထိတ်တတ်တယ်ထာဝရဆိုတာစိတ်ဓာတ်ကြံ့ခိုင်သွားတဲ့ပုဂ္ဂိုလ်တွေအဓိကအပြင်ယဟန္တာဖြစ်သွားရင်စိတ်ဓာတ်ဟာကြံ့ခိုင်သွားပြီတတနဲ့ထာဝရဘုရားဘာသာကျမ်းဂန်များအရာတတနဲ့ထာဝရကိုဒီလိုအဓိပ္ပာယ်ယူတယ်သို့တော့အိန္ဒိယနိုင်ငံမှာခဏထွန်းကားနေတဲ့ဂျိန်းဝါဒဂျိန်းဘုန်းကြီးတွေရဲ့စာပေမှာကြတော့ဂျိန်းဝါဒအယူအဆမှာတော့တတဆိုတာဘာကိုခေါ်တော့ရှိတ attva တွေအားလုံးလူတွေနဲ့တွေပါဝင်တရားမှန်သမျှကိုတတထာဝရကြတော့တောတောင်ရေမြေနော်တောတွေတောင်တွေရေတွေမြေတွေလောကကြီးဩဃတလောကကြီးတစ်ခုလုံးကိုထာဝရလို့ခေါ်တယ်အဲ့တော့သူတို့မေတ္တာပို့ပုံကတ attva တွေမကဘူးတောတောင်ရေမြေတွေမှာမေတ္တာပို့ရရောက်တယ်ပေါ့အဲ့တော့ဘုရားဘာသာရဲ့အယူဆကတော့မြတ်စွာဘုရားရဲ့ဟောကြားချက်ကတော့တတဆိုတာကြောက်တတ်လန့်တတ်တဲ့သတ္တဝါတွေကိုယူပြီးတော့ထာဝရဆိုတာကြောက်မှုလန့်မှုမရှိတော့တဲ့ဉာဏ်နာပုဂ္ဂိုလ်တွေဒီလိုယူဆပြီးတော့တတနဲ့ထာဝရကိုအဓိပ္ပာယ်မှတ်ကြရမှာဖြစ်တယ်အကျွမ်းကြံမရှိသတ္တဝါမှန်သမျှကြောက်တတ်တဲ့သတ္တဝါပဲဖြစ်ဖြစ်မကြောက်တတ်တဲ့သတ္တဝါပဲဖြစ်ဖြစ်လန့်တတ်တဲ့သတ္တဝါပဲဖြစ်ဖြစ်မလန့်တတ်တဲ့သတ္တဝါပဲဖြစ်ဖြစ်သတ္တဝါမှန်သမျှချမ်းသာကြပါစေလို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့ကြောက်တတ်မကြောက်တတ်နှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဆိုတာဒီဟာကိုရည်ညွှန်းပြီးတော့တိပိဋကတရမင်းကောဆရာတော်ကြီးကကြပြဆက်ထားတာရှိတယ်ပေါ့မေတ္တာပို့လေးတွေတိလွယ်အောင်လို့ဆက်ပြီးတော့ပေးထားတာလေးတွေရှိတယ်ပေါ့အဲ့ဒီမှာယေကေစိပါဏဗုဒ္ဓတိတတဝါထာဝရဝနဝတေတာဒါရဲ့အဓိပ္ပာယ်နောက်တစ်ခုကျတော့ပါတော့ဆိုလို့ရှိရင်ဒီဃဝါယေဝမဟန္တာနစ္စည်းမာရတ္တကအနုကထုဒီနေရာမှာအစုပ်သုံးခုခွဲလိုက်တယ်ဒီဃဆိုတာလူတွေပြောမယ်ဆိုရင်အယက်ရှည်တဲ့လူနော်အယက်ရှည်တဲ့လူတရားတွေကိုပြောမယ်ဆိုရင်ခန္ဓာကိုယ်ရှည်ရှည်လျားရာမွေးလို့တရားမျိုးနော်အဲ့ဒါမျိုးကိုဒီခါရှည်လျားတဲ့တရားကိုဒီလိုဆိုလိုတယ်ပေါ့လူဆိုရင်အယက်ထွားတယ်ကျန်တဲ့တရားတွေဆိုရင်ရှည်လျားတယ်ဒီလိုအဓိပ္ပာယ်အဲ့တော့အယက်အမောင်းရှည်လျားသူပဲဖြစ်စေမစ္စည်းမအယက်အမောင်းအလဲအလတ်ရှိတဲ့လူပဲဖြစ်စေရတ္တဆိုတာအယက်ပုတဲ့လူပဲဖြစ်စေဆိုလိုတာနော်အယက်ထွားသူအယက်ပုသူအယက်အလောတော်ဖြစ်သူညီသည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တ
တရားတွေချမ်းသာကြပါစေဟောတရားကို၃မျိုးခွဲပြီးတော့မေတ္တာပို့တယ်ဘောဟောနောက်တစ်ခုကြတော့မဟန္တခန္ဓာကိုယ်ကြီးမားတဲ့တရားဆင်ကြီးလိုကြီးမားတဲ့တရားမျိုးတွေလည်းရှိတယ်လူထဲမှာဆိုလို့ရှိရင်လည်းဝဝဖိုင်းဖိုင်းအရထောင်တော်မောင်းမောင်းကြီးတွေမဟန္တနော်တရားထဲမှာဆိုလို့ရှိရင်တော့ကြီးမားတဲ့ကုန်းပေါ်မှာဆိုရင်ဆင်ကြီးတွေရေထဲမှာဆိုရင်ဝေလာငါးကြီးတွေအဲ့ဒါလိုကြီးမားတဲ့တရားကြီးတွေပဲဖြစ်ဖြစ်တဲ့နော်မျက်စိမှာအလယ်လက်ဖြစ်တဲ့တရားတွေပဲဖြစ်ဖြစ်အနုကအဝဲစိတ်တို့ကမြင်းဒီတို့လိုသိငယ်တဲ့တရားမျိုးပဲဖြစ်ဖြစ်တရားမှန်သမျှဘယ်ဟာမှမကြံရဘူးခန္ဓာကိုယ်ကြီးမားတဲ့တရားပဲဖြစ်ဖြစ်အရွယ်အစားသိငယ်တဲ့တရားပဲဖြစ်ဖြစ်အလယ်လက်အရွယ်ရှိတဲ့တရားပဲဖြစ်ဖြစ်တရားအားလုံးမှာချမ်းသာကြပါစေဟောလို့မေတ္တာပို့တယ်ဘောနောက်တစ်ခုကြတော့ထူလာဆိုတာတချို့လူတွေကဝတယ်တချို့လူတွေကပိန်တယ်တချို့လူတွေကမပိန်မဝဖြစ်တယ်အဲ့တော့နော်ဝါတဲ့လူမှမေတ္တာပို့ရမှာမဟုတ်ဘူးပိန်တဲ့လူမှမေတ္တာပို့ရမှာလည်းမဟုတ်ဘူးဝါသူတွေလည်းချမ်းသာကြပါစေနော်မပိန်မဝအလောတော်ရှိတဲ့လူတွေလည်းချမ်းသာကြပါစေပိန်နေတဲ့လူတွေလည်းချမ်းသာကြပါစေဟောဒီလိုခန္ဓာကိုယ်၃မျိုးကိုကြည့်ပြီးတော့အခုလိုလောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဒီလိုတရားတွေအားလုံးကိုမေတ္တာပို့ဒါကိုဆိုလို့တဲ့ဇီကဝါယေဝမဟန္တာမစ္စိမာရတ္တကအနုကထူလာအဲ့ဒါလို့ဒီတတ္တဝါတွေနဲ့ပတ်သက်ပြီးတော့မေတ္တာပို့ရမယ်တဲ့လောကမှာရှိတဲ့တတ္တဝါတွေနဲ့ပတ်သက်ပြီးတော့အာလုံးတတ္တဝါတွေချမ်းသာကြပါစေညီသည့်တတ္တဝါဖြစ်ဖြစ်ချမ်းသာကြပါစေလို့ဒီလိုမေတ္တာပို့နောက်တစ်ခါကျတော့ဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုတွေဝတ္တန္တိအဝိတုတွေဒိဋ္ဌဆိုတာမြင်ရတဲ့တတ္တဝါအဒိဋ္ဌဆိုတာမိမိမျက်စိအောင်မရောက်မမြင်ရတဲ့တတ္တဝါယေဝဒုတွေဝတ္တန္တိအဝိတုတွေအဝေးနေတဲ့တတ္တဝါနော်အဝိတုကအနီးမှာနေတဲ့တတ္တဝါဆိုလိုတာကမြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်မမြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်ကိုယ်အနီးမှာရှိတဲ့တတ္တဝါပဲဖြစ်ဖြစ်ကိုယ်နဲ့ဝေးလံတဲ့ဒေသမှာရှိတဲ့တတ္တဝါပဲဖြစ်ဖြစ်မြည်သည့်တတ္တဝါပဲဖြစ်ဖြစ်တတ္တဝါတွေချမ်းသာကြပါစေလို့ဒါကအာယုံပြုနိုင်တယ်များပြုပြီးတော့မေတ္တာဘာဝနာပွားနည်းကိုမြတ်စွာဘုရားကဟောကြားတာဖြစ်တယ်နော်မေတ္တာဘာဝနာပွားနိုင်အောင်လို့ဟောကြားတာဖြစ်တယ်ပေါ့နောက်တစ်ခုကဘာတော့ဆိုဘုဒ္ဓဝါတမ္ပဝေတိဝဘုဒ္ဓဆိုတာထင်းထင်းရှားရှားပြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလူပြီးဖြစ်သွားတယ်လူတွေဆိုလို့ရှိရင်ဒီခင်ရဲ့ဝမ်းကမွေးဖွားလာပြီးတော့လူသားပြီးဖြစ်လာပြီဆိုရင်ဘုဒ္ဓဒီခင်ဝမ်းထဲမှာပဲရှိသေးတယ်ကလလရေးကြည်တည်စားကလေးစပြီးရုပ်ပုံမပြီးပြင်းသေးဘူးဆိုလို့ရှိရင်ဒါတမ္ပဝေတိတနည်းအားဖြင့်ဆိုလို့ရှိရင်တော့ဘုဒ္ဓဆိုတာဖြစ်ပြီးတဲ့တတ္တဝါတွေမှန်သမျှဘုဒ္ဓတခြားနည်းနဲ့မွေးဖွားပြီးတတ္တဝါမှန်သမျှဘုဒ္ဓမွေးဖို့တာဆူနေတဲ့ပုဂ္ဂိုလ်တွေပြည့်စုံမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေကိုတမ္ပဝေတိလို့ဒီလိုခွဲခြားလာအဲ့တော့ခန္ဓာကိုယ်ပြင်းနဲ့မွေးဖွားပြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမမွေးဖွားရသေးတဲ့မွေးဖွားမှုကိုရှာဖွေနေကြတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်စေသို့မဟုတ်လောကကြီးမှာဖြစ်ပူးပြီးလို့နောက်ထပ်ဖြစ်เสียမလိုတော့တဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်စေကံတရားတွေမကုန်သေးသည့်အတွက်ကြောင့်ဘဝခရီးမှာရှောင်ရမ်းနေကြမဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်စေတဲ့ဘုဒ္ဓဝါတမ္ပဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တတရားမှန်သမျှချမ်းသာကိုယ်စိတ်မြဲကြပါစေဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့မေတ္တာဘာဝနာပွားများအားထုတ်တယ်ဒါကတရားတွေနဲ့အတီးတီခွဲပြီးတော့မေတ္တာဘာဝနာပွားများအားထုတ်ပုံမြတ်စွာဘုရားဟောတာနောက်ထပ်မေတ္တာပွားပုံလေးတစ်နည်းကိုတစ်ခါဟောပြန်နာကရောကဗံနိကုပ္ပေချဒါဒီကနေ့ခေတ်မှာအရေးကြီးတဲ့မေတ္တာထားလေးတစ်ခုပဲပေါ့
နာပရောပရံနိကုပ္ပေထပရောတခြားသူတယောက်ဟာပရံတခြားသူတယောက်ကိုနတ်နိကုပ္ပေထမလိမ်မညာပါစေနဲ့လောကလူတွေကအချင်းချင်းလှည့်စားတတ်တယ်လိမ်ကြတတ်တယ်ဘုသူချင်းလိမ်သွားပြီဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီလိုတူတူကိုလိမ်ညာလှည့်စားပြီးတော့စီးပွားရှာတာမျိုးတွေမဖြစ်ပါစေနဲ့တရားဝါတွေဟာတယောက်နဲ့တယောက်မလိမ်ညပါစေနဲ့မလိစားကြပါစေနဲ့လို့ဆိုတဲ့ဟာလည်းပဲတရားဝါတွေရဲ့ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခအပေါ်မှာပယ်ဖြောက်လို့တဲ့သဘောထားမှုဒါလည်းပဲမေတ္တာဘာဝနာပွားတယ်လို့ခေါ်တယ်နော်တုံးနဲ့တူလိစားပြီးတော့လိမ်ညာတာတွေမလုပ်ကြပါစေနဲ့ဟောဒီမေတ္တာပွားနည်းကလည်းပဲပွားရမယ်နာပရောပရံနိကုပ္ပေထနာတိမင်္ဂေထကတ္တစီနာကိဉ္စီကံစီနာကံစီကံစီဆိုတာဘု து ကိုမြတ်ကတ္တစီဘယ်ကိစ္စနဲ့မှပဲနော်နာတိမင်္ဂေထအထင်သေးအမြင်သေးမလုပ်ကြပါစေနဲ့လူဆိုတာတယောက်တယောက်အထင်သေးတတ်တာလည်းရှိတယ်ဇီဝဥစ္စာရှိတဲ့လူကမရှိတဲ့လူအထင်သေးတယ်ပညာတတ်တဲ့လူကမတတ်တဲ့လူကိုအထင်သေးတယ်အဆင့်မြင့်တဲ့လူကအဆင့်နှိမ့်တဲ့လူကိုအထင်သေးတယ်ဆိုတာမျိုးတွေအဲ့ဒါမျိုးတွေမဖြစ်ကြပါစေနဲ့ဘယ်ကိစ္စမှဘယ်သူတယောက်ကိုမှအထင်မြင်သေးတာမျိုးတွေမရှိကြပါစေနဲ့ဟောအားလုံးအထင်မြင်မသေးကြဘူးလို့ဆိုလို့ရှိရင်တော့ဒါတဝုဒ္ဓမေတ္တာတက်ရောက်တဲ့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါလည်းလောကကြီးမှာအဖြစ်များတာတွေမဖြစ်ဖို့ရအတွက်မေတ္တာပွားနည်းကတစ်ခုပဲဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကဘာတော့ဆိုဖြာရောတနာပฏิကဖြာရောတနာဆိုတာလူတွေကတယောက်တယောက်ကိုစောင်းချိတ်ပြောလေးရှိကြတယ်တခါတလေထဲပြောတာမဟုတ်ဘူးစောင်းချိတ်ပြီးတော့ပြောတာနော်အဲ့ဒါလို့တယောက်တယောက်ရန်ဆောင်ပြီးစောင်းချိတ်ပြောတာမျိုးဟာလည်းပဲမေတ္တာပြတ်တတ်တာမျိုးဖြစ်သည့်အတွက်ကြောင့်အဲ့ဒါလို့တယောက်တယောက်ကိုလည်းအဆောင်ချိတ်တွေမလုပ်ကြပါစေနဲ့ဒီလိုဆိုလိုတယ်ပฏิကပညာဒေါသနဲ့စိတ်ဓာတ်ထိခိုက်တဲ့စိတ်နဲ့သူများရဲ့ခုံတိခါကိုပုတ်ခတ်တဲ့ပုဂ္ဂိုလ်မျိုးတွေလည်းမဖြစ်ကြပါစေနဲ့လို့ဒီလိုဆိုလိုတယ်ဟောနောက်တစ်ခုကတော့ဘာတော့နေညမညတဒုက္ခမေစေယဒါကအဗ္ဗတံကောင်းတဲ့မေတ္တာဖို့တစ်ခုပဲနေညမညတဒုက္ခမေစေယအညမညတတယောက်ကတယောက်ရဲ့ဒုက္ခဆင်းရဲဒုက္ခကိုနာအိစေယမလိုလားပါစေနဲ့တယောက်ဆင်းရဲတာကိုတယောက်ကမလိုလားပါစေနဲ့အားလုံးဟာချမ်းသာမှုကိုသာလိုလားကြပါစေတယောက်တယောက်ဒုက္ခမပေးချပါစေနဲ့ဆိုဟောလောကလူသားတွေဟာတုံးနဲ့တူဒီချမ်းသာအောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ကအလွန်နည်းပြီးတော့တယောက်နဲ့တယောက်ဒုက္ခပေးဖို့ရများတယ်ဒါကြောင့်ခုပိစကားတော့ပြောတာမဟုတ်လားအချွန်နဲ့မတယ်တဲ့အစင်းကိုဘိန်းတက်ပေးတယ်ဆိုတာတွေကအဲ့ဒါသူများဒုက္ခရောက်အောင်လုပ်တဲ့စိတ်ဓာတ်တွေပဲပေါ့နော်အဲ့ဒီလိုဟာမျိုးတွေမရှိကြပါစေနဲ့တဦးနဲ့တဦးပေါ်တဦးဆင်းရဲဒုက္ခကိုလိုလားတဲ့စိတ်ဓာတ်တွေမမွေးကြပါစေနဲ့အဲ့ဒီလိုလဲမေတ္တာဘာဝနာပွားများအထောက်ရမယ်တဲ့ဒီစိတ်ဓာတ်ကိုကိုယ်တဏ္ဍာမှာတိဆောက်တာဟာမေတ္တာဘာဝနာပွားများအထောက်ခြင်းဖြစ်တဲ့ပေါ့အဲ့ဒီလိုပွားများအထောက်ဖို့မြတ်စွာဘုရားကဒီလိုခေါ်ချပြီးတဲ့အခါမှာမေတ္တာဆိုတာရဲ့ဘဝဝတရားကိုထင်ရှားအောင်လို့မေတ္တာတစ်ခုရဲ့အတိတ်နဲ့ကိုခေါ်ကျူးတဲ့အနေနဲ့မြတ်စွာဘုရားကဘာဟောတော့ဆိုမာတာယထာနိယံပုဒ္ဒမာယုတဧကဗုဒ္ဓမနုရခေမာတာယထာမိခင်ကိုဧကဗုဒ္ဓမာတာယထာနိယံပုဒ္ဒနိယံဗုဒ္ဓဆိုတာကိုယ်ရင်မှာဖြစ်တဲ့သားအာယုတာဆိုတာအသက်ကိုယ်အသက်နဲ့နော်မာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေကိုယ်ရင်မှာမွေးဖွားလာတဲ့သားတူရီသောသားသမီးကိုမိခင်ဟာအသက်ပေးပြီးတော့ချစ်ခင်မြတ်လို့တယ်လို့စောင့်ရှောက်တယ်လို့တဲ့ဆိုလိုတာကကလေးတွေများတဲ့မိခင်ကတော့ချစ်စရာတွေများနေလိမ့်
အဲ့ဒါကြောင့်လို့ကလေးတူတဲ့သာသမီတူတဲ့ရှိတဲ့မိခင်ဟာသူ့ရဲ့ချစ်ခင်တဲ့စိတ်တွေမေတ္တာတွေဟာဒီတူတဲ့ပုံမှာပဲပုံပြီးတော့ကြာအဲ့ဒါလိုပဲတဲ့ဧဝံပိသဗ္ဗဗုတေတုမာနတံဘာဝယေအပရိမာဏအခုလိုအတိုင်းအတာအကန့်အသတ်ပမာဏမရှိတဲ့စိတ်ဓာတ်မျိုးကိုတရားတွေပေါ်မှာဖြစ်အောင်ကြိုးစားပါမိခင်ဟာတူတည်သောသားအပေါ်မှာချစ်ခင်တဲ့မေတ္တာဓာတ်တွေစုပုံပြီးတော့အသက်ပမာဏမထားပဲပေးတယ်လို့တရားတွေအားလုံးပေါ်မှာအဲ့ဒီလိုချစ်ခင်တဲ့စိတ်ဓာတ်မျိုးဖြစ်အောင်ကြိုးစားပါပွားများအထောက်ပါဒီလိုဆိုလို့ဆိုလိုတာကမိခင်တယောက်ကတာသမီချစ်တယ်လို့တရားတွေအားလုံးပေါ်မှာချစ်မြတ်လို့တတ်ပါစေဒီအိဗယ်ကိုဆိုတာနော်အဲ့ဒီလိုမေတ္တာဘာဝနာတည်ဆောက်တဲ့အခါမှာအဲ့ဒီလိုခိုင်မာတဲ့မေတ္တာဘာဝနာမျိုးဖြစ်အောင်ကြိုးစားအထောက်ပါလို့မြတ်စွာဘုရားမေတ္တာရဲ့သဘောထားကိုရှင်းရှားအောင်လို့ခုလိုခေါ်ကြတာဖြစ်တဲ့ပေါ့နောက်တဲ့ခါကျမြတ်စွာဘုရားကပြောတော့မေတ္တင်္စသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံသဗ္ဗလောကသမိလောကကြီးရှိသမျှသရဝါတွေအားလုံးပေါ်မှာတဲ့အတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာတရားကိုဖြစ်ပေါ်အောင်ကြိုးစားမေတ္တာတရားကိုဖြစ်ပေါ်အောင်ကြိုးစားရမယ်အဲ့ဒီလောကကြီးတစ်ခုလုံးဆိုတာလေးကိုဖော်ပြမလို့ဥဒ္ဒံအဒောစတိရိယင်္စဟိုးအထက်မှာရှိတာပဲဖြစ်စေအဒေါအောက်မှာပဲရှိတာပဲဖြစ်စေတိရိယံအလယ်မှာရှိတာပဲဖြစ်စေပတ်ဝန်းကျင်မှာရှိတာပဲဖြစ်စေဘယ်နေရာမှာပဲရှိတရားတွေအားလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားကိုမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစားပါဒီလိုဆိုလို့လည်းပေါ့နော်မေတ္တေသသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဥဒ္ဒအဒောစတိရိယင်္စအတံဘာဒံအဝေရမတ္တပတ္တမေတ္တာစိတ်ဆိုတာအတံဘာရမကျဉ်းမြောင်းမှုတဲ့လောကလူတွေမှာတူဘောတူမေတ္တာထားတယ်ဆိုတာကျဉ်းမြောင်းတဲ့စိတ်မရှိဘူးမေတ္တာဟာကျယ်ပြန့်တဲ့စိတ်သာဖြစ်တယ်မေတ္တာမထားဘူးရန်လိုတယ်ဝန်တိုတယ်ဆိုတာတွေကအမြဲတမ်းကျဉ်းမြောင်းတဲ့စိတ်တွေအခုကအဲ့ဒါလို့မကျဉ်းမြောင်းမှုကျယ်ပြန့်တယ်ဒါကြောင့်မို့အတ္တံပါဒံကျဉ်းမြောင်းမှုမရှိဘူးကျယ်ပြန့်တဲ့အတ္တံပါဒံအဝေရရန်ကင်းတယ်ရန်လိုမှုမရှိဘူးမေတ္တာရှိတဲ့ပုဂ္ဂိုလ်မှာရန်မရှိဘူးသူကလည်းသူများပေါ်မှာရံမလို့ဘူးဒီလိုဆိုလို့တယ်အတ္တပတ္တဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလို့ဆိုလိုတာကဒီနေရာမှာရံမရှိဘူးလို့ဆိုတဲ့နေရာမှာအဓိကကဘာကိုပြောတာလဲဆိုမိမိရဲ့ရင်ထဲနှလုံးထဲမှာပူလောင်စေတတ်တဲ့ဒေါသဆိုတဲ့အမုန်းတရားဆိုတဲ့ရံမရှိဘူးလို့ဒီလိုဆိုလို့တယ်ပေါ့ပြင်ဘက်ကရံကတော့ရှိခြင်းရှိနိုင်တယ်ပေါ့နော်ကိုယ်ရင်ထဲမှာပူလောင်စေတတ်တဲ့ဒေါသဆိုတဲ့ဉာဏ်မရှိဘူးလို့ဒီလိုပြောတာအတ္တံပါဒံအဝေရမတ္တပတ္တံအဲ့ဒီလိုမေတ္တာမျိုးလောကကြီးတစ်ခုလုံးမှာအခိုင်အမာတည်ဆောက်ပြီးတော့ပွားများအထောက်ပါဆိုတော့မေတ္တာဘာဝနာပွားတဲ့အခါမှာဘယ်ချိန်ဘယ်လိုနေတဲ့နေရာမှာပွားရမှာလဲလို့ဆိုတော့တိဋ္ဌံစရဏနိတိနောဝတယာနောယာဝတ္တဝိတမေတောဧတံတတေအဋိဋ္ဌိယဗြဟ္မမေတံဝိဟာရမိဓမ္မဟုဆိုဟောဒီစကားနဲ့တိဋ္ဌံဆိုတာမတ္တရနေရင်လည်းပဲမေတ္တာပွားပါသမင်းချက်ဟင်းချက်မတ္တရပြီးတော့ဟင်းမွေနေတဲ့အချိန်မှာလည်းမေတ္တာပွားပါမတ္တရပြီးတော့အလုံးလုံးနေတဲ့အချိန်မှာလည်းမေတ္တာပွားပါဒီလိုဆိုလို့စရဆိုတာလမ်းလျှောက်နေတဲ့အချိန်မှာလည်းပဲကားမောင်းပြီးသွားနေတဲ့အချိန်ပဲဖြစ်စေလမ်းလျှောက်နေတဲ့အချိန်ပဲဖြစ်စေစိတ်ထဲကဟောဒီမေတ္တာနှလုံးသားဖြစ်ပေါ်လေအောင်ကြိုးစားပါနိသိဏအေးထိုင်ပေါ်မှာထိုင်နေတာပဲဖြစ်စေအိမ်မှာထိုင်နေတဲ့အချိန်မှာပဲဖြစ်စေကားပေါ်ထိုင်နေတဲ့အချိန်ပဲဖြစ်စေအဲ့လိုထိုင်နေတဲ့အချိန်မှာလည်းပဲမေတ္တာဘာဝနာပွားများအထောက်ပါတရားနောယာဝတ္တဝိတမေတောအဲ့ရတဲ့လဲလျောင်းလာပြီအိတ်မပြောသေးဘူးအိတ်ချင်စိတ်မရှိသေးဘူးဆိုလို့ရှိရင်လေ
မအိတ်ရှင်လေးတည်းများကာလပတ်လို့မေတ္တာဘာဝနာပွားပါလို့ဒီလိုဆိုလိုတာပေါ့ဧတံတတေအဓိခေယအဲ့ဒီမေတ္တာဆိုတဲ့တတိတရားကိုကိုယ်တဏ္ဍကိုယ်စိတ်ထဲမှာအခိုင်အမာတည်ဆောက်ပါတဲ့ဒီလိုအခိုင်အမာတည်ဆောက်ရမယ်မြတ်စွာဘုရားဒီလိုဟောအဲ့ဒါလိုအခိုင်အမာတည်ဆောက်ပြီးတော့မေတ္တာဖြင့်နေတဲ့နေထိုင်ခြင်းကိုဗြဟ္မဝိဟာရမြင့်မြတ်တဲ့နေထိုင်ခြင်းလို့ဆိုပါတယ်ကိုနေတဲ့အချိန်တခြားနည်းတွေနဲ့နေတာဟာမြင့်မြတ်တဲ့နေထိုင်ခြင်းမဟုတ်သေးဘူးမေတ္တာဘာဝနာနဲ့နေပြီဆိုရင်ဒီအနေထိုင်ဟာကိုယ့်အတွက်တန်ဖိုးရှိဆုံးချီးမွမ်းွယ်အကောင်းဆုံးအမြင့်မြတ်ဆုံးအကောင်းဆုံးသောနေခြင်းဖြင့်နေထိုင်ခြင်းပဲဖြစ်တယ်ဒါကြောင့်ဗြဟ္မဝိဟာရကိုအင်္ဂလိပ်လိုပြန်တဲ့အခါ noble abode လို့ပြန်တယ်နော်အမြတ်ဆုံးသောနေထိုင်မှုပဲမြင့်မြတ်တဲ့နေထိုင်မှုအကောင်းဆုံးနေထိုင်မှုနဲ့နေတာတို့တွေဒီစကားကိုကြည့်ပြီးတော့နေ့စဉ်နဲ့အမျှတို့နေတဲ့အခါဓမ္မဝိဟာရလို့ခေါ်တဲ့မြင့်မြတ်တဲ့နေထိုင်မှုနဲ့နေထိုင်မှုတို့တွေဒီနေ့တစ်ချိန်မှာအချိန်ရသလောက်ကြိုးစားအထောက်ကြရမယ်လို့စိတ်ထဲမှာလို့နှလုံးသွင်းလို့လိုအပ်တယ်ပေါ့ဓမ္မမေတ္တံဝိဟာရမိဓမ္မဟုပြီးတဲ့အခါကျတော့မြတ်စွာဘုရားကဒါကမေတ္တာဘာဝနာပွားများလို့သမာဓိစွမ်းအားတွေရလာပြီဆိုရင်နောက်ဆုံးမှာဓမ္မပြေထီအောင်ရောက်နိုင်တယ်ပေါ့သို့တော့ဒီဘဝမှာတဏှာဝုကလွတ်အောင်လုပ်ဖို့ကြတဲ့အခါကျတော့မေတ္တာဘာဝနာပွားတယ်ဆိုတာတရားတွေပေါ်မှာအာယုစိုက်ပြီးတော့ပွားတာအဲ့ဒီလိုတရားတွေပေါ်မှာအာယုစိုက်ပွားတာဖြစ်သောကြောင့်တရားဆိုတဲ့အယူအဆတစ်ခုခေါင်းထဲမှာဆွဲသွားနိုင်တယ်ပေါ့ဆွဲသွားလို့ရှိရင်တရားဆိုတဲ့အယူအဆဟာဒီဝိပဿနာဉာဏ်နဲ့ကြည့်တဲ့အခါမှာတရားဆိုတာမရှိဘူးယုံနဲ့နံနှစ်မျိုးပဲရှိတယ်ဒါကြောင့်မို့လို့တရားဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုကိုမရောက်အောင်ကြိုးစားအထောက်အမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်မေတ္တာဘာဝနာပွားပြီးတော့ထိုမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာပွားတဲ့အခါဒိဋ္ဌိစအနုပကမ္မတရားရှိတယ်ဆိုတဲ့မှားရင်းတဲ့အမြင်တို့မရောက်သွားစေနဲ့တဲ့တရားဆိုတာမရှိဘူးယုတ်တရားနံတရားနှမျိုးသာရှိတယ်သီလဝါကိုကျင့်တရားကောင်းအောင်လုပ်ရမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုမေတ္တာအခြေခံပြီးကျင့်မယ်ဆိုလို့ရှိရင်သီလဝါကိုကျင့်တရားကောင်းအောင်ရင်လို့ကိုကျင့်တရားကောင်းအောင်လုပ်ပြီးတော့သီလဝိတ္တုပိဆိုတဲ့သီလစင်ကြယ်မှုပေါ်မှာအခြေခံပြီးတော့ယုံနာဓမ္မသင်္ခါရတွေကိုရှုမြင်သုံးသပ်ခြင်းဖြင့်တရားဆိုတဲ့အယူဆတစ်ခုမရောက်စေပဲနဲ့သတ္တနေနတမ္ပန္နောမှန်ကန်တဲ့အမြင်တစ်ခုမြင်ရမယ်ယုတ်တရားတသက်တာဖြစ်တယ်နံတရားတသက်တာဖြစ်တယ်တရားဆိုတာမရှိဘူးငါဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးဆိုတဲ့ဒီမှန်ကန်တဲ့ဉာဏ်အမြင်တစ်ခုနဲ့ပြည့်စုံအောင်ကြိုးစားပါဒါကိုဆိုလို့လေဒိဋ္ဌိစလူဘေကမ္မသီလဝါသတ္တနေနတမ္ပန္နောတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုကျင့်သီလဖြည့်ဝပြီးတဲ့အခါမှာမှားရတဲ့အမြင်တစ်ခုကိုဖယ်ရှားလိုက်ပြီးတော့သောတာပတိမဉ္ဇဉ်နဲ့ပြည့်စုံသွားပြီနိဗ္ဗာန်ကိုမြင်ပြီဆိုလို့ရှိရင်သတ္တနေနတမ္ပန္နောသောတာပန်ဖြစ်သွားတာကိုပြောတယ်သီလဝါသတ္တနေနတမ္ပန္နောကာမေတုဝိနေယခေတံတဆင့်တိုးတဲ့အထောက်ဖို့ရကြတော့ကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာတက်မဲ့တဲ့တဏှာကိုဖယ်ရှားနိုင်ရမယ်မျက်စိကမြင်တဲ့အာယုန်နားကကြားတဲ့အသံအာယုန်နှာခေါင်းကနမ်းရှူရတဲ့အနတ်အာယုန်လျှာနဲ့လျက်ရတဲ့အရသာအာယုန်ခန္ဓာနဲ့ထိတွေ့ရတဲ့ထိတွေ့အာယုန်စိတ်ကူးကြံစီရတဲ့အာယုန်ဆိုတဲ့ဒီကာမဆိုတဲ့လိုချင်စရာအာယုန်တွေပေါ်မှာခေတ္တဆိုတဲ့မေမောမှုကိုဖယ်ရှားပြစ်ပါအဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတဂရကအနာကအရှင်းထိအောင်ရောက်အောင်ကျင့်ကြံကြိုးကိုအားထုတ်ပါလို့ဒီလိုဆိုလိုတယ်နောက်ဆုံးမှာနာဟိဇာတုခဗ္ဗတေယဥနာရေတိကာမဂုဏ်အာယုန်ဒီပေါ်မှာလောဘကိုဖယ်ရှားနိုင်ပြီးတော့နောက်ဆုံးမှာကြံတဲ့ကိလေသာတွေကိုဖယ်ရှားလိုက်တဲ့အခါမှာကိလေသာတွေအလုံးဖယ်လိုက်တဲ့ချိန်ကံတွေဟာအကျိုးမပေးနိုင်တော့သည့်အတွက်ကြောင့်
ရှိတဲ့ကံတွေဟာအစွမ်းအစမရှိတော့လို့ကံတရားတွေလည်းကုန်ဆုံးသွားလို့နောက်ဆုံးမှာတဏှာထဲမှာပြန်ပြီးမွေးဖွားတော့မှမဟုတ်တော့ဘူးဘယ်တော့မှမိခင်ဝမ်းထဲမှာပြန်ရောက်တော့မှမဟုတ်ဘူးနာဟိဇာတုခဗတေယပုဏ္ဏရေတိဘယ်တော့မှပြန်မရောက်တော့ဘူးဆိုတဲ့ယဟန္တာပုဂ္ဂိုလ်ဖြစ်သူရောက်ရှိသွားနိုင်ပါလေဟောမေတ္တာအခြေခံပြီးတော့ဝိပဿနာတရားကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်သောတာပန်ဖြစ်မယ်သဂရဂံဖြစ်မယ်အနာဂံဖြစ်မယ်နောက်ဆုံးယဟန္တာဖြစ်ပြီးတော့တဏှာဝဆင်းရဲကလွတ်ကင်းသွားနိုင်တယ်လို့ဟောတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကမေတ္တာတုတ်ပရိတရားတော်မှာရှင်းလင်းဟောကြားခဲ့တာဖြစ်ပါလေဒါကြောင့်မို့တရားချစ်ခင်သူတော်တင်ပြိဿပေါင်းတို့မိမိတို့ရဲ့ရင်ထဲနှလုံးသားထဲမှာမေတ္တာတရားကိုတည်ဆောက်ခြင်းဖြင့်အမုန်းတရားကိုဖယ်ရှားပြီးထိုမေတ္တာကိုအခြေခံတဲ့ဝိပဿနာဉာဏ်ဖြင့်ကျင့်ကြံကြုတ်ကိုအားထုတ်ကြမယ်ဆိုရင်ခိုင်မာတဲ့မြင့်မြတ်တဲ့သောတာပန်တဂရဂံအနာဂံယဟန္တာပုဂ္ဂိုလ်ဘဝရောက်ရှိပြီးနောက်ဆုံးမှာတဏှာဝဆင်းရဲကလွတ်ကင်းအောင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း